ဟုတ်ကဲ့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတော်မှာရှိကြတဲ့မြန်မာပြည်သူအပေါင်းရန်သူမျိုးငါးပါးအန္တရာယ်မှကင်းဝေးသောနေ့ရက်ဖြစ်ကြပါစေခင်ဗျာကျွန်တော်ကတော့ Real Voice မြန်မာ Political Platform ကနေပြီးတော့အစီအစဉ်တင်ဆက်သူမျိုးအောင်ထွေးဖြစ်ပါတယ်ကျွန်တော်တို့ Real Voice ကနေပြီးတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့မျက်မှောက်အရေးသူတို့မြင်ကဏ္ဍမှာဒီနေ့ဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ကျွန်တော်တို့ Spring Sprout သုတေသနအဖွဲ့ရဲ့ဒါရိုက်တာတယောက်ဖြစ်တဲ့ဆရာကိုထင်ကျော်ရေးကိုကျွန်တော်တို့ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်ခင်ဗျဆရာကိုထင်ကျော်ရေးမင်္ဂလာပါခင်ဗျဟုတ်ကဲ့မင်္ဂလာပါကိုအဲ့တော့ကျွန်တော်ဒီနေ့ကိုထင်နဲ့ပေါ့နော်ကျွန်တော်အဓိကဆွေးနွေးခြင်းတဲ့အကြောင်းရင်းကတော့ဘာလဲဆိုတော့မကြာသေးခင်ကပေါ့နော်ကျွန်တော်တို့အညာဒေသမှာဖြစ်သွားတဲ့ကျွန်တော်တို့ပြိပခပေါ့နော်အဓိကတော့ MOD ရဲ့လက်အောက်မှာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ MOD လက်အောက်မှာရှိတဲ့PDF အဖွဲ့တချို့နဲ့ပြီးတဲ့အခါကျတော့ဒေသခံအာ PDF အဖွဲ့တချို့ပေါ့နော်ဒီလိုပဲကျွန်တော်တို့သုံးရသည်ဟိုဒီဒေသခံ PDF အဖွဲ့တချို့ဂျားထဲမှာရှိတဲ့ပြိပခဖြစ်သွားတယ်ပေါ့နော်အဲ့ဒီပရိပခအခြေအနေတွေကိုကျွန်တော်တို့လေ့လာအာဒီအခြေအနေကဘာတွေကြောင့်ဘလို့အကြောင်းရင်းခံတွေကြောင့်ဖြစ်ရတယ်ဆိုတဲ့ကိစ္စကိုလေ့လာသုံးသပ်သွားမယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သက်ဆိုင်သူတွေကိုကျွန်တော်တို့လေ့လာမိသလောက်ကျွန်တော်တို့recommend ကျွန်တော်တို့ပေးသွားဖို့ကျွန်တော်တို့ရှိပါတယ်ဒါမျိုးလေးကိုကျွန်တော်တင်ဆက်ချင်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်ပေါ့နော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ဒီ LPDF တွေနဲ့ဒီ NUG အကြောင်းပုတ်တိုက်မှုတွေရဲ့အခြေခံအကြောင်းရင်းကိုကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့NUG ရဲ့ MOD တပ်ဖွဲ့တွေနဲ့တီးခြားရပ်တည်နေတဲ့ဒေသခံဒီတော်လိုင်းအင်အားစု LPDF တွေခြားထဲမှာဟိုအုပ်ချုပ်ရေးကိစ္စပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ဆိုရှင်အခွန်ကောက်ခံရေးကိစ္စနဲ့ပြီးတဲ့ခါကျတော့ဒီ COC ပေါ့ဗျာကိုကဲမှုစနစ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီပုတ်တိုက်မှုတွေမြင့်တက်လာနေတဲ့အနေအထားတွေကျွန်တော်တွေ့ရတယ်ပေါ့ဗျာတွေ့ရတယ်အဲ့တော့ဒီကျွန်တော်လေ့လာသူတယောက်အနေနဲ့ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ဆိုရှိရင်ဒီရှုထောင့်အောင်ကြည့်ရမယ်ဆိုဒီပုတ်တိုက်မှုတွေရဲ့အခြေခံအကြောင်းတရားတွေကဘာတွေဖြစ်မလဲအဓိကပြောချင်တာ NUG ရဲ့ဗဟိုချုပ်ကိုင်မှုအာမဟာဗျူဟာ MOD ရဲ့ဗဟိုချုပ်ကိုင်မှုမဟာဗျူဟာအားနည်းချက်ကြောင့်လားဒါမှမဟုတ်လို့ဆိုရှင်ဒေတာတွင်းမှာဘယ်လိုပြောမလဲဖြစ်လာနေတဲ့စစ်ဘီယံဝါလော့ပေါ့ဗျာဘယ်လိုပြောမလဲစစ်ဘီယံဝါဒကြီးထွားလာတာကြောင့်လားဒါမှမဟုတ်လို့ဆိုရှင်အဲ့နှစ်ခုစလုံးကရောထွေးနေတာလားပေါ့နော်အဲ့ဒီဟာလေးကိုနည်းနည်းလေးသုံးသပ်ပေးစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့အရင်ဆုံးပေါ့နော်ဆိုတော့ဒီမေကွန်းနဲ့ပတ်သက်ပြီးတော့မဆွေးနွေးခင်မှာကျွန်တော်အရင်ဆုံးဒီပြောချင်တာတော့ကျွန်တော်အနေနဲ့ကဒါဒီနိုင်ငံရေးကိုအကြီးကဦးစားပေးပြီးတော့လေ့လာသုံးသပ်တဲ့သူတစ်ခုဖြစ်တယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လေ့လာသုံးသပ်သူတစ်ခုဖြစ်တဲ့အလျောက်စီရေးနဲ့ပတ်သက်ပြီးတော့လည်းဒါထိစပ်နေတာရှိပေမဲ့လို့ကိုယ်တိုင်ဒီစီရေးကျွမ်းကျင်သူတူတော့မဟုတ်ဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒါကျွန်တော်ကမြေပြင်မှာရှိနေတဲ့သူတူမဟုတ်ဘူးဆိုတော့ဒီအခြေအနေကနေပြီးတော့ဒီမြေပြင်နဲ့အဝေးမှာရှိနေတဲ့နိုင်ငံရေးကိုလေ့လာသုံးသပ်တဲ့သူတူအနေနဲ့ဒီလက်ရှိဒီဖြစ်နေတဲ့မြေပြင်ပြိပခါကိုနိုင်ငံရေးရှုထောင့်ကနေပြီးတော့ကျွန်တော်အဓိကသုံးသပ်ပြီးတော့ဆွေးနွေးခြင်းတယ်ပေါ့နော်ဆိုတော့ဒါမှသာလည်းဒါကြည့်ရှုသူတွေအတွက်လည်းပို့ပြီးတော့မှအမြင်ရှင်းလိမ့်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကဒါစီရေးကျွမ်းကျင်သူတူအနေနဲ့သို့မဟုတ်ဒီမြေပြင်မှာရှိနေတဲ့သူတူအနေနဲ့ဆွေးနွေးတာမဟုတ်ဘဲနဲ့နိုင်ငံရေးလေ့လာသူတူအနေနဲ့နိုင်ငံရေးရှုထောင့်ကအမြင်ကိုဆွေးနွေးဖို့ဆွေးနွေးဖို့ရှိပါတယ်ဆိုတော့ဒီအခြေအနေကိုဖြစ်တဲ့အခါကျွန်တော်တို့ဒီပြီးခဲ့တဲ့လပိုင်းတွင်ဖြစ်တဲ့အခြေအနေတစ်ခုလုံးတင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ကျေပြန့်နေကျွန်တော်တို့ဒေါ်လာရေးစတင်ခဲ့စဉ်အချိန်ကလေးကနေစလို့အခြေအနေတွေကိုလည်းစပြီးတော့ဆွေးနွေးရမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့သိကြတယ်လို့ပဲနယူးဒေါ်လာရေးမှာပါဝင်ကြတာကကျွန်တော်တို့အယူအဆအတွေးခေါ်နိုင်ငံရည်တည်ချက်မတူကြတဲ့ပြည်သူတွေမတူကြတဲ့ဒီနိုင်ငံအင်အားစုတွေကနယူးဒေါ်လာရေးမှာဘက်စုံကနေပြီးတော့မှဆက်အာဏာရှင်စနစ်ကိုဒါဖြိုချမယ်ဆိုရဲရည်မှန်းချက်တစ်ခုနဲ့ဆီယနာရှင်စနစ်ပြတ်သုံးရေးပေါ့နော်ဆီယနာရှင်စနစ်ဒီနိုင်ငံမှာဖယ်ရှားရေးအတွက်ကိုပါဝင်ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒီပါဝင်ကြတဲ့အဖွဲ့တွေကအဖွဲ့အစည်းစုံလင်မှုကိုလည်းကျွန်တော်တို့အတိအမှတ်ပြုရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုအဖွဲ့အစည်းစုံလင်မှုကိုအတိအမှတ်ပြုရမယ်ပြင်နောက်ထပ်အတိအမှတ်ပြုရမယ်အချက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ပါဝင်နေကြတဲ့အဖွဲ့အစည်းတွေတစ်ခုနဲ့တစ်ခုကနိုင်ငံရေးရည်တည်ချက်နဲ့အတွေးခေါ်ယူဆမတူကြဘူးဆိုတာလည်းကျွန်တော်တို့အတိအမှတ်ပြုရဖို့လိုမယ်လို့ထင်တယ်ဆိုတော့အဲ့ဒီအထဲမှာဒီစေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်သတိထားမိတဲ့အယူဆကွဲပြားမှုကဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်တော့ဟိုအစောပိုင်းကတည်းကရှိခဲ့တဲ့ယူဆလို့ပဲပြောရမယ်ထင်တယ်အဲ့ဒါကဘာလဲဆိုတော့ဒီ COC Chain of Command ဒီ
ဗဟိုကွပ်ကဲမှုစနစ်ကိုတည်ဆောက်ဖို့စ조사မှုမှာစပြီးတော့တွေ့ရတယ်လို့မြင်တယ်ဆိုတော့ဒီဗဟိုကွပ်ကဲမှုစနစ်ကိုတည်ဆောက်တဲ့နေရာမှာလည်းအဲ့ဒီစတင်တည်ဆောက်တဲ့အချိန်ကလေးကလည်းကျွန်တော်တို့ဒီနိုင်ငံရေးအင်အားစုတွေကြားထဲမှာ EAO တွေကနေစလို့ local PDF တွေအထိပေါ့နော်ဆိုတော့နိုင်ငံရေးအင်အားစုတွေကြားထဲမှာစီးရေးအင်အားစုတွေကြားထဲမှာမတူညီတဲ့သဘောထားတွေမတူညီတဲ့အတွေးခေါ်ယူဆတွေကိုပြောဆိုခဲ့ကြတာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာတော့ကျွန်တော်တို့ရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်တော့ NUG MOD အနေနဲ့ကဒီ chain of command တစ်ခုတိဆောက်ရေးကိုအဓိကဦးစားပေးဇောင်းပေးပြီးတော့ရွေးချယ်ခဲ့တာမျိုးတွေ့ရတယ်ဆိုတော့ဒီစီးရေးနဲ့ပတ်သက်တဲ့ဒီ command တိဆောက်မှုပေါ့နော်ဒီစီးရေးကုတ်ကဲမှုတိဆောက်မှုနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နီလန်း2မျိုးရှိတာကိုကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်ဆိုတော့နီလန်း2မျိုးဆိုတာမှာဒီထင်ရှားတဲ့နီလန်း2မျိုးရှိတာကတော့ပထမတစ်ခုကဒီကုတ်ကဲမှုစနစ်ကညီညွတ်မှုရှိဖို့ unity of command ပေါ့နော်ကုတ်ကဲမှုစနစ်ရဲ့ညီညွတ်မှုကိုကြည့်တယ်ဟာကိုရွေးချယ်ကြတယ်စီးရေးနဲ့ပတ်သက်တဲ့ကုတ်ကဲမှုတွေတိဆောက်တဲ့အခါမှာ unity of command ကအခုဒီ NUG MOD ကတောက်လျှောက်တိဆောက်ဖို့စ조사ခဲ့တဲ့ chain of command တိဆောက်မှုအားကောင်းတဲ့ဗဟိုကွပ်ကဲမှုစနစ်ကိုတည်ဆောက်မှုဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ဗာလဲဆို unity of effort ဆိုခေါ်တဲ့ဒီ command အဖြစ်တော့အထက်အောက်ရှိနေတာမျိုးမဟုတ်ဘူးဒီကွပ်ကဲမှုအဖြစ်တော့အထက်အောက်ဆက်ဆံရေးရှိနေတာမဟုတ်ပေမဲ့အလုတ်အားဖြင့်တစ်ဆက်တည်းဖြစ်နေတာအလုတ်အားဖြင့်ညီညွတ်နေကြတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးကိုလည်းကျွန်တော်တို့တိဆောက်နိုင်တဲ့အခြေအနေမျိုးတွေတိဆောက်လို့ရတယ်ဆိုတော့ဒီအခြေအနေမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အခုအချိန်မှာတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ရဲ့နိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ2021နွေဦးတော်လှန်ရေးမစတင်ကလေးကလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့တိုင်းသားတော်လှန်ရေးအင်အားစုတွေရှိတယ်2021နောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တဲ့အဲမှာဆိုလို့ရှိရင်တော့ထင်ရှားတာ NUG ရဲ့ PDF တပ်ဖွဲ့တွေရှိသလိုဒီ data အလိုက်လူမျိုးလိုက်ပဲဖြစ်ဖြစ်ဖွဲ့စည်းကြတဲ့ဒီလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရှိတယ်ပေါ့နော်ဆိုတော့ဒီသုံးစုခွဲပြီးတော့ကြည့်ရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ NUG ရှိမယ်EAO တွေရှိမယ်ပြီးလို့ရှိရင်တော့တခြားသောဒီလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရှိမယ်ပေါ့နော်ဆိုတော့အဲ့ဒီစုဖွဲ့မှုကိုအကုန်လုံးကိုပေါင်းပြီးတော့မှ command တစ်ခုတည်းတည်ဆောက်ဖို့အတွက်ကတော့ကျွန်တော်တူတဲ့အမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ခက်ခဲလိမ့်မယ်လို့ထင်တယ်အဲ့ဒီအစားဘာကိုတော့ရည်စူးတင်တယ်လဲဆိုလို့ရှိရင်တော့ command တွေကိုအထက်အောက် command ကိုမတိဆောက်နိုင်သည့်တိုင်ကျွန်တော်တို့ဒီညီညွတ်တဲ့စုစည်းမှုနဲ့အလုပ်အားဖြင့်စုစည်းညီညွတ်မှု unity of efforts ကိုတိဆောက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ရပေါ့နော်ဆိုတော့အဲ့ဒါကိုတိဆောက်နိုင်ဖို့မှာကျွန်တော်တို့ဘာကိုတော့ဒီလိုအပ်မလဲဆိုလို့ရှိရင်တော့ NUG ရဲ့အခန်းကဏ္ဍ MOD ရဲ့အခန်းကဏ္ဍဒီနေရာမှာအရေးကြီးရလို့မြင်တယ်ဆိုတော့ဒီအခန်းကဏ္ဍဒီသူဒီ EAO တွေနဲ့လည်းထိတွေ့ဆက်ဆံတယ်လို့တစ်ဖက်ကလည်း local PDF တွေနဲ့လည်းမြေပြင်မှာတွေ့ရောရှစ်တင်ဆက်ဆံရေးမြေပြင်မှာဆက်ဆံရေးတသားတည်းရှိနေတဲ့အချိန်မှာဆက်ဆံရေးကလည်းရှိနေတယ်ထိစပ်မှုကလည်းရှိနေတဲ့အတွက်ဒီ NUG MOD အနေနဲ့ဂျားတွေကနေ coordinator role ပေါ့နော်ပေါင်းဆက်ညှိနှိုင်းပေးတဲ့အခန်းကဏ္ဍကနေပြီးတော့တာဝန်ယူပြီးတော့ဆောင်ရွက်လို့ရတယ်အဲ့တော့အဲ့လိုပေါင်းဆက်ညှိနှိုင်းဖို့အတွက်ဘာကလိုအပ်လာမလဲဆိုလို့ရှိရင်တော့ဒီပေါင်းဆက်ညှိနှိုင်းတဲ့နေရာမှာဘယ်လိုကိစ္စမျိုးတွေနဲ့ပတ်သက်ပြီးပေါင်းဆက်ညှိနှိုင်းမလဲဆိုတာလည်းလိုအပ်လာတယ်ပေါ့နော်ဆိုတော့ NUG ဒီစတင်ဖွဲ့စည်းစဉ်ကလေးကဒါဒီ Federal ပြည်ထောင်စုအဆင့်အစိုးရစေအုပ်စုရဲ့တရားဝင်မှုကိုချိန်ချောက်မဲ့ Federal အဆင့်အစိုးရတည်းဖြစ်တဲ့အလျောက်သူဒီဘာကိုကင်တွယ်ဆောင်ရွက်လို့ရနိုင်တယ်လဲဆိုလို့ရှိရင်နောက်ထပ် COC ဖြစ်တဲ့ Code of Conduct ဒီစစ်တီတော်ကျင့်ဝတ်နဲ့ပတ်သက်တဲ့အပိုင်းမှာပို့ပြီးတော့မှတာဝန်ယူဆောင်ရွက်လို့ရနိုင်တယ်ဆိုတော့စစ်တီတော်ကျင့်ဝတ်နဲ့ပတ်သက်ပြီးလို့ရှိရင် NUG အနေနဲ့လက်ရှိမှာလည်းထုတ်ပြန်ကြေညာထားတာမျိုးရှိတယ်အဲဒီစစ်တီတော်ကျင့်ဝတ်တွေဒီလက်တလောအခြေအနေမှာတော့ဒါဒီ NUG အောက်ကလက်နက်ကင်တပ်ဖွဲ့ဝင်တွေအတွက်ပဲအကျုံးဝင်တဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒါပေမဲ့လို့ NUG ဒီဘာလုပ်လို့ရနိုင်တယ်လဲဆိုလို့ရှိရင်တော့စစ်တီတော်ကျင့်ဝတ်ကိုထုတ်ပြန်ကြေညာထားပြီးတော့အဲဒီစစ်တီတော်ကျင့်ဝတ်နဲ့အညီဒီလက်နက်ကင်တပ်ဖွဲ့ဝင်တွေကဒါလက်နက်ကင်တပ်ဖွဲ့ဝင်တွေလိုက်နာနိုင်ဖို့အတွက်ကိုဒါလိုအပ်တဲ့ထိန်းကျောင်းမှုတွေပြုလုပ်ပေးနိုင်တာမျိုးတွေရှိတယ်တစ်ဖက်ကလည်း EAO တွေနဲ့ဒီလက်နက်ကင်တပ်ဖွဲ့ဝင်တွေနဲ့ကြားထဲမှာတခြားသောဒီလက်နက်ကင်တပ်တွေနဲ့ကြားထဲမှာလည်းဒီပေါင်းကူးပေးနိုင်တဲ့ bridging လုပ်ပေးနိုင်တဲ့ပေါင်းစပ်ညှိနှိုင်းပေးနိုင်တဲ့အခန်းကဏ္ဍလည်းရှိတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ NUG အနေနဲ့ကလုပ်လို့ရနိုင်ကြသည်ပေါင်းစပ်ညှိနှိုင်းပေးတဲ့အလယ်လူတယောက်ဖြစ်နိုင်တယ်လို့နောက်တစ်ခုကလည်းဒီကျင့်ဝတ်ပိုင်းဆိုင်ရာအရာဒါတွေလောက်တာတော့မှန်တယ်ဒါတွေလောက်တာတော့မှားတယ်ဆိုတော့ဥဆောင်လမ်းပြပေးနိုင်မဲ့အခြေအနေကလည်း NUG အနေနဲ့ရည်တည်နိုင်တဲ့အခြေအနေမျိုးလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒါတွေရဲ့အရင်းမြစ်ဒီလက်ရှိဖြစ်နေတဲ့ပြဿနာတွေရဲ့အရင်းမြစ်ဒီ
NUG ရဲ့ COC ကိုအင်အားသုံးပြီးတော့မှအကောင့်ထဲပေါ်တာကြောင့်လားဒါမှမဟုတ်တစ်ဖက်ကဒီလက်နက်ကင်တပ်ဖွဲ့တစ်ခုချင်းစီကပဲပို့ပြီးတော့မှအားကောင်းအောင်စူးစမ်းနေတာကြောင့်လားဆိုတာထက်ကျွန်တော်ကတော့တကယ်အခြေခံကြတဲ့အတွေးခေါ်ပိုင်းဆိုင်ရာအရာအတိဆောက်မှုကိုတွားပြီးတော့ကျွန်တော်တို့ထောက်ပြချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွေးခေါ်ပိုင်းဆိုင်ရာအရာတိဆောက်မှုတည်ကျွန်တော်တို့ Unity of Command လို့ပြောတဲ့ Chain of Command တစ်ခုတည်းကိုတိဆောက်တာဒီအလုံးမဖြစ်တော့ဘူးဆိုတာမျိုးတော့ကျွန်တော်တို့မြင်တယ်အဲ့ဒီအစား Unity of Efforts လို့ခေါ်တဲ့ဒီလက်နက်ကင်တော်လှန်ရေးဆင်နွှဲနေကြတဲ့တပ်ဖွဲ့ဝင်တွေအားလုံးရဲ့လက်နက်ကင်တော်လှန်ရေးဆင်နွှဲမှုသူတို့ရဲ့ပါဝင်မှုတိုက်ပွဲဝင်မှုတွေဒီကျွန်တော်တို့ရဲ့ရည်မှန်းချက်တစ်ခုတည်းကိုရောက်ရေးအတွက်ကို NUG အနေနဲ့ coordinator တို့ပေါင်းစပ်ညှိနှိုင်းပေးတဲ့ role ကနေယူဖို့လိုတယ်အဲ့လိုမျိုးယူဖို့အတွက်ကဘာလို့လဲဆိုတော့နိုင်ငံရေးလိုအပ်တယ်ဆိုတော့နိုင်ငံရေးလိုအပ်တယ်ဆိုတာကနိုင်ငံရေးဆိုတဲ့အပိုင်းမှာနိုင်ငံရေးအရပေါင်းစပ်ညှိနှိုင်းပေးဖို့မှာ EAO တွေနဲ့ပေါင်းစပ်ညှိနှိုင်းပေးတာတစ်ခုတည်းနဲ့နိုင်ငံရေးမဟုတ်ဘဲနဲ့လက်ရှိမြေပြင်မှာရှိနေတဲ့ကိုယ့်ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေတော်လှန်ရေးဘက်ကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်းနိုင်ငံရေးအရပေါင်းစပ်ညှိနှိုင်းနိုင်ဖို့ယုံကြည်မှုတည်ဆောက်နိုင်ဖို့လည်းအရေးကြီးတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံရေးစီစဉ်မှပဲစီရေးစီစဉ်မယ်လို့မြင်တယ်နိုင်ငံရေးစီစဉ်တယ်ဆိုတာကလည်းဟိုကျွန်တော်တို့အတွင်းနိုင်ငံရေးဆိုတဲ့ကအတွင်းအဖွဲ့အစည်းတွင်းနိုင်ငံရေးတွေအချင်းချင်းအပြန်အလှန်ဝေဖန်တိုက်ခိုက်တဲ့နိုင်ငံရေးတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားထဲမှာတန်းတူရည်တူဆွေးနွေးပြီးတော့မှအဖြေရှာတဲ့နိုင်ငံရေးမျိုးစီစဉ်ဖို့လိုတယ်လို့မြင်တယ်အဲ့ဒါမှသာလျှင်ယုံကြည်မှုတည်ဆောက်နိုင်မယ်လို့ထင်တယ်အဲ့ဒါကိုလုပ်နိုင်တဲ့အဓိကအရေးကြီးတဲ့ stakeholder လို့ပြောရမယ်အဓိကအရေးကြီးတဲ့ဇက်ဆောင်တွေလက်ရှိချိန်မှာ NUG MOD လို့ထင်တယ်ဆိုတော့ EAO တွေနဲ့လည်းတစ်ဖက်ကနိုင်ငံရေးဆွေးနွေးမှုတွေရှိတယ်လို့တစ်ဖက်ကလည်းလက်ရှိမြေပြင်မှာရှိနေ local PDF တွေနဲ့လည်းနိုင်ငံရေးရစီယုံတာနိုင်ငံရေးရပေါင်းဆက်တာနိုင်ငံရေးရယုံကြည်မှုတည်ဆောက်တာတွေလည်းလုပ်ဖို့လိုလိမ့်မယ်လို့ထင်တယ်အဲ့ဒီအစားတော်လိုင်းအင်အားစုအချင်းချင်းအင်အားသုံးပြီးတော့မှဒီဖြည့်ရှင်းတာတွေဒီလက်တွေ့မှာကောင်းကျိုးထက်ဆိုးကျိုးကိုပို့ပြီးတော့ရောက်လိမ့်မယ်လို့မြင်တယ်နောက်တစ်ခုကဘာလဲပြောလေးရှိလဲဆိုတော့ဒီလိုမျိုးအင်အားသုံးပြီးတော့ဖြည့်ရှင်းတာဒီတပ်ဖွဲ့တွေရဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်လို့အင်အားသုံးပြီးတော့ဂိုင်တွေဖြည့်ရှင်းတာဆိုတော့သတင်းစကားမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဂိုင်တွေဖြည့်ရှင်းမယ်ဆိုလို့ရှိရင်တော့ NUG MOD အနေနဲ့ကျွန်တော်တို့ခုနကပြောခဲ့သလိုနောက်ထပ် COC တစ်ခုဖြစ်တဲ့ Military Code of Conduct စစ်တီတော်ကျင့်ဝတ်ကိုထုတ်ပြန်ကြေညာထားတယ်ထုတ်ပြန်ကြေညာထားတဲ့နေရာမှာလည်းအသစ်ထပ်ထုတ်တဲ့အခါတမရကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ထုတ်တဲ့အခါမှာလည်းဒါဒီလက်နက်ကင်တော်လိုင်းတပ်ဖွဲ့ဝင်တွေအားလုံးလိုက်နာဖို့ NUG MOD အောက်ကတပ်တွေမှမဟုတ်ဘူးအားလုံးလိုက်နာဖို့အတွက်ကိုရည်ရွယ်တယ်ဆိုပြီးတော့လည်းထုတ်ပြန်ထားတာမှလည်းပါတယ်အဲ့ဒီပါတဲ့လျောက်ထုတ်ပြန်ထားတဲ့အလျောက်ကြောသားရင်သားမခွဲကြဘဲနဲ့ကင်တွေဖြည့်ရှင်းနိုင်ဖို့လိုတယ်ဆိုတော့ကိုယ့်ရဲ့ MOD အောက်ကတက်တွေကျူးလွန်ရင်လည်းဒီလိုမျိုးကင်တွေဖြည့်ရှင်းမှုမျိုးလုပ်ဖို့လိုတယ်လို့ MOD အောက်ကမဟုတ်တဲ့တက်တွေကျူးလွန်ရင်လည်းကင်တွေဖြည့်ရှင်းနိုင်မှုလုပ်ဖို့လိုတယ်အဲ့လိုမျိုးကင်တွေဖြည့်ရှင်းမှုကိုလည်းလူထုကိုဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှပွင့်လင်းမြင်သာမှုရှိရှိနဲ့ထုတ်ပြန်ပြီးတော့မှဒီကိစ္စတွေကိုဘယ်လိုကိစ္စမျိုးဆိုရင်တော့အရေးယူဆောင်ရွက်မယ်ဘယ်လိုကိစ္စမျိုးဆိုလို့ရှိရင်တော့ဒါဒီပြည်သူအပေါ်မှာကျူးလွန်မှုဖြစ်တဲ့အတွက်ဆောင်ရွက်မယ်ဆိုတာမျိုးကိုထုတ်ပြန်တာမျိုးပွင့်လင်းမြင်သာတဲ့ထုတ်ပြန်မှုတွေလို့တသားတည်းတပြေးညီအကြောသားရင်သားမခွဲကြတဲ့ကင်တွေဖြည့်ရှင်းမှုမျိုးလည်းလိုတယ်လို့ကျွန်တော်တော့မြင်ပါတယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့ကိုထင်ကျော်ကြီးဒီဒါဆိုတော့ဘယ်လိုပြောမလဲကိုထင်ကျော်ကြီးကသူကဟိုအခုဆွေးနွေးသွားတာမှာဆိုရင်တခါတည်းနဲ့ဘယ်လိုပြောမလဲ MOD ကိုပါတခါတည်း recommend ပေးပြီးသားမျိုးကျွန်တော်သွားတွေ့ရတယ်ပေါ့အဓိက coordinator unity of effort ပုံစံမျိုးကိုပို့ပြီးတော့ရွေးချယ်ဖို့လိုလိမ့်မယ်ပြီးတဲ့အခါကျတော့ coordinator role ပေါ့နော် role ပြီးတဲ့အခါကျတော့ဒီ code of conduct တွေနဲ့ပတ်သက်တဲ့ဥစ္စာကိုတကယ်ပဲလိုက်နာကျင့်သုံးဖို့အတွက်ကိုလိုလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့တခါတလေမှာတော့ကျွန်တော်တို့တွေ့ရတဲ့အနေအထားတချို့မှာကြားတဲ့အခါကျတော့လေဘယ်လိုပြောမလဲဖြစ်လက်ဖြစ်တာရှိတဲ့သဘောတဘာဝကဒီလိုမျိုးdata လိုက်ပေါ်လာတဲ့လက်နက်ကင်အဖွဲ့အစည်းတွေဟာသူတို့ရဲ့တိုက်ပွဲဝင်မှုပေါ့နော်သူတို့ရဲ့တိုက်ပွဲဝင်မှုရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့မတူဘူးပေါ့နော်မတူဘူးပြီးတဲ့အခါကျတော့တိုက်ပွဲရည်ရွယ်ချက်ကသူတို့ကဘယ်လိုပြောမလဲအဓိကသူတို့လွတ်မြောက်ရေးအတွက်ကိုသူတို့ဦးတည်ပြီးထားတယ်ပေါ့နော် ထားတယ်ပြီးတဲ့အခါကျတော့သူတို့အဲ့လိုမျိုးလွတ်မြောက်ရေးအတွက် UTP ထားပြီးတော့သူတို့တိုက်ပွဲဝင်တာနဲ့အတူတူသူတို့ data တွေမှာလည်းသူတို့ရဲ့ဩဇာအာဏာကိုတီဆောက်တဲ့ဟာမျိုးဖြစ်လာတယ်ပေါ့ဗျာဩဇာအာဏာကိုတီဆောက်တဲ့ဟာမျိုးဖြစ်လာတယ်အဲ့လိုဩဇာအာဏာကိုတီဆောက်တဲ့အခါမှာဆိုလို့ဆိုရှင်ခုနကပြောတဲ့ NUG ရဲ့အုပ်ချုပ်ရေးနဲ့တွားပြီးတော့
NUG ရဲ့အုပ်ချုပ်ရေး NUG ရဲ့ဒီဘယ်လိုပြောမလဲဒေတာတွဲဆိုင်ရာတည်ငြိမ်အေးချမ်းရေးပေါ့နော်လုံခြုံရေးပြည်သူ့လုံခြုံရေးကိစ္စတွေဝန်ဆောင်မှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်တာနဲ့တွားပြီးတော့အဲ့လိုမျိုးပုတ်တိုက်မှုတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးအုပ်ချုပ်ရေးဆိုင်ရာနေမြေပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဩဇာအာဏာတက်ရောက်မှုပိုင်းဆိုင်ရာကိုတွားပြီးတော့ပုတ်တိုက်မှုဖြစ်တဲ့အခါမှာဆိုရှင်ရောအဲ့လိုဟာမျိုးနဲ့ပတ်သက်တာရောကိုထင်ကျော်ကြီးဘယ်လိုမြင်မိလဲခင်ဗျဟုတ်ကဲ့ဒီလက်နက်ကင်တပ်တွေကမြေပြင်မှာအခြေချတယ်သူတို့ရွာတွေဒေသတွေအလိုက်ပေါ့နော်အခြေချတဲ့နေရာမှာလဲဒေသခံလူထုနဲ့ဒီထိတွေ့ဆက်ဆံရတာပဲပေါ့နော်ဒေသခံလူထုစီယုံရေးလဲလုပ်ရတာလဲတဘာဝကြတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်တာကတော့ကျွန်တော်အနေနဲ့တော့အမှားလို့တော့မထင်ဘူးပေါ့နော်ဒါပေမဲ့ဘာတော့လိုအပ်လာလဲဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ဒီအခြေအနေကဒီအုပ်ချုပ်ရေးကိုမြေပြင်မှာအုပ်ချုပ်ရေးရန်နေရာတွေထူထောင်ရတဲ့အခြေအနေမျိုးတွေအဲ့ကနေမှပြည်သူဝန်ဆောင်မှုပေးရတဲ့အနေအထားမျိုးတွေလည်းကျွန်တော်တို့မှာရှိလာတယ်ဆိုတော့ရှိလာတဲ့အတွက်လက်ရှိအခြေအနေတွေကျွန်တော်တို့ကဒီပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေရဲ့အုပ်ချုပ်ရေးတည်ဆောက်မှုပေါ့နော်ဆိုတော့ rebel governance လို့ပဲပြောရမယ်ထင်တယ်ဒီအုပ်ချုပ်ရေးတည်ဆောက်တော်လှန်ရေးကာလအုပ်ချုပ်ရေးတည်ဆောက်မှုတွေကကျွန်တော်တို့ကလုပ်ရတယ်ဆိုတော့တော်လှန်ရေးကာလအုပ်ချုပ်ရေးတည်ဆောက်မှုလုပ်တဲ့အခါမှာတော့ဒါပုံမှန်ကာလအုပ်ချုပ်ရေးတည်ဆောက်မှုမျိုးနဲ့တော့တန်းတူမစင်စားသင့်ဘူးလို့ထင်တယ်ဆိုတော့ပုံမှန်ကာလမှာအုပ်ချုပ်ရေးတည်ဆောက်တယ်ဆိုတာကဒါရွေးကောက်ဒေတာဆိုလဲကျွန်တော်ရိုက်ကြေးဆိုလဲရိုက်ကြေးအဆင့်ထိရွေးကောက်ပွဲတွေနဲ့ရှိတယ်ပေါ့နော်ဆိုတော့ဒါမဲ့တော်လိုင်းကာလမှာကျတော့ဒီလိုမျိုးရွေးကောက်ပွဲတွေမလုပ်နိုင်ဘဲနဲ့မှကျွန်တော်တို့ပါတုံးလုံးရန်နေရတွေဘာတွေကနေအုပ်ချုပ်ရေးတည်ဆောက်ရတဲ့အနေအထားမျိုးတွေလည်းရှိတယ်ဆိုတော့ဒါပေမဲ့လို့မြေပြင်မှာကကျတော့အဲ့ဒါတွေဒီတကယ်တော့ဒွေရောရှက်တင်ဖြစ်နေတဲ့အနေအထားမျိုးဖြစ်တယ်လို့ကျွန်တော်လည်းမှန်းဆကြည့်လို့တော့ကျွန်တော်တို့လည်းမှန်းဆကြည့်လို့တော့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေကိုကျွန်တော်တို့ဘယ်လိုကျော်လွှားမလဲမြေပြင်မှာရှိနေတာဒီလက်နက်ကင်တော်လိုင်းအင်အားစုတွေကတစ်ခုထပ်ပို့ပြီးတော့မှရှိနေတာပေါ့နော်ဘယ်သူမှလည်းဒေတာတစ်ခုတည်းကွက်ပြီးတော့မှအပြည့်စိုးမိုးနိုင်တယ်ဆိုတာမျိုးလဲရှားတယ်ပေါ့နော်ဆိုတော့အဲ့တော့အထူးသဖြင့်ကျွန်တော်တို့ဒါမြန်မာနိုင်ငံအလယ်ပိုင်းဒေသလိုဟာမျိုးကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီလိုအုပ်ချုပ်ရေးရန်နေရာတည်ဆောက်တဲ့အခါမှာကျွန်တော်တို့အပြန်အလှန်အတိမတ်ပြုမှုလည်းလိုအပ်တယ်လို့ထင်တယ်ဆိုတော့တစ်ဖက်ကလက်နက်ကင်တော်လိုင်းအင်အားစုတွေအနေနဲ့ NUG ရဲ့အခမ်းကဏ္ဍကိုအတိမတ်ပြုဖို့လိုတယ်လို့ NUG ရဲ့အုပ်ချုပ်ရေးရန်နေရာတွေကိုယ်တိုင်ကလည်းတစ်ဖက်ကမဟုတ်ရင်တော့မိတ်ဖက်အဆင့်အနည်းဆုံးရှိရမှာဖြစ်တဲ့တော်လန်ဘက်လက်နက်ကင်တပ်ဖွဲ့ဝင်တွေရဲ့အခမ်းကဏ္ဍကိုလည်းအတိမတ်ပြုဖို့လိုတယ်လို့ထင်တယ်အဲ့ဒါကိုမှကျွန်တော်တို့ကဒီမဖြစ်မနေပေါ့နော်ဆိုတော့ဒီအမိတ်အာဏာနဲ့အုပ်ချုပ်ရေးရန်နေရာထူထောင်မှုထက်စားလို့ရှိရင်တော့ပေါင်းစပ်ညှိနှိုင်းပြီးတော့မှအုပ်ချုပ်ရေးရန်နေရာကိုထူထောင်တဲ့နီးလန်းတော့လိုလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့မဖြစ်မနေ NUG ကခန့်အပ်လို့ဒီဖွဲ့ဒီဘာသုံးလုံးရန်နေရာထဲမှာအာပါဝင်တယ်လုပ်တယ်ဆိုလို့ရှိရင်လုပ်တယ်စသဖြင့်အဲ့ဒါတသက်နဲ့တင်ပဲကျွန်တော်အုပ်ချုပ်ရေးရန်နေရာထူထောင်တယ်ဆိုလို့ရှိရင်တော့အာနေရာတိုင်းနေရာစုံမှာဖြစ်နိုင်ခြေဒီအောင်မြင်နိုင်ခြေရှိခြင်းမရှိလိမ့်မယ်လို့ထင်တယ်အဲ့ဒီအစားပေါ့နော်ကျွန်တော်တို့အချင်းချင်းအပြန်အလှန်အတိမတ်ပြုမှုနဲ့အပြန်အလှန်နားလည်မှုတည်ဆောက်ပြီးတော့မှဒီအုပ်ချုပ်ရေးရဲ့နေရာကိုဘယ်လိုဖော်ဆောင်ကြမလဲဆိုတဲ့တည်ဆောက်မှုမျိုးကလိုတယ်အဲ့ဒါဒီမြေပြင်အဆင့်နဲ့မဟုတ်ဘဲနဲ့ဟိုအထက်အဆင့်မှာကလေးကဒီ NUG ရဲ့ဒီအပေါ်ပိုင်းကနေစပြီးတော့မှဒါကိုဒီလမ်းညွှန်ပေးဖို့လိုလိမ့်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ပြောတော့ကျွန်တော်တို့ကနှုတ်နဲ့ပြောတော့လွဲတယ်ဒါပေမဲ့မြေပြင်မှာကကြတော့ဒါကိုတကယ်လက်တွေ့လုပ်နိုင်ဖို့အတွက်ကကြတော့ခက်တယ်ခက်လိမ့်မယ်ပေါ့နော်ခက်လိမ့်မယ်ဒါပေမဲ့လို့အဲ့ဒါကိုမလုပ်ဖဲနဲ့ကျွန်တော်တို့ကကြော်လွှားသွားပြန်ရင်လည်းကြုံရမယ့်အနေအထားကပို့ပြီးတော့မှကြီးလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့မဖြစ်မနေဖြတ်တန်းရမယ့်အနေအထားမျိုးဖြစ်တယ်အဲ့ဒီအနေအထားမျိုးဖြတ်တန်းနိုင်ဖို့အတွက်ကို NUG ရဲ့ဒီဥဆောင်မှုကနေစလို့ဟိုးအောက်ပိုင်းဒီကျွန်တော်တို့တဖြည်းဖြည်းနဲ့မြို့နယ်အဆင့်အထိကျွန်တော်တို့အုပ်ချုပ်ရေးကိုဖော်ဆောင်နေတဲ့သူတွေအထိကိုဒီနိုင်ငံရေးစိတ်ဆန္ဒကစီးဆင်းဖို့လိုတယ်လို့အဲ့ဒီစီးဆင်းမှုကနေဒါကတော့အထက်အောက်နိုင်ငံရေးစိတ်ဆန္ဒစီးဆင်းလာဖို့လိုတယ်လို့အပြန်အလှန်ဒီအဲရေပြင်ကြီးအားဖြင့်ဆိုလို့ရှိရင်လည်းဒီ data ရင်းမှာရှိတဲ့မိတ်ဖက်မဟာမိတ်လက်နက်ကင်တော်လိုင်းအင်အားစုတွေနဲ့ဂျားထဲမှာလည်းလက်တွေ့ကျတဲ့အုပ်ချုပ်ရေးနေရာထူထောင်ရေးအဖြေကိုလည်းရှာနိုင်ဖို့လိုတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြော်လွှားနိုင်မှာပဲကျွန်တော်ပြောတော့လွယ်တယ်တကယ်လိုက်လက်တွေ့အကောင့်တွေပို့ဖို့အရန်ခက်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုအကောင့်တွေမဖော်နိုင်တဲ့အန်ဒီရယ်ကပို့ပြီးတော့ကြီးရဖြစ်တဲ့အတွက်တော့ကျွန်တော်တို့မဖြစ်မနေဖြစ်တန်းတင်တယ်လို့တော့ထင်ပါတယ်ဟုတ်ကဲ့ခင်ဗျကျေးဇူးပါတယ်ပါပေါ့ဒီဟာကဘယ်လိုပြောမလဲဒီတစ်ဖက်နဲ့တစ်ဖက်နားလည်မှုတိဆောက်ဖို့ပေါ့နော်ယုံကြည်မှုတိဆောက်ဖို့နားလည်မှုတိဆောက်ဖို့တယောက်နဲ့တယောက် role ကွဲ role ပေါ့နော်
ဒီသူ့ role ကိုတိဖို့ပေါ့နော်အဲ့လိုမျိုးလည်းရှိလိမ့်မယ်လို့အာလိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟိုတကယ်တမ်းကျတော့ပြောမယ်ဆိုလို့ဆိုရှင်တော့ NUG ကဒီဟိုပါပေါ့နော် NUG ဒီသူကသူ့ရဲ့အကောင့်ထဲပေါ်ဆောင်ရွက်မှုဟာဆိုလို့ဆိုရှင်အနာဂတ်အနာဂတ် Federal တည်ဆောက်မှုအတွက်ကိုသူကအေးဘယ်လိုပြောမလဲသူက Federal Unit တွေပါသူကတည်ဆောက်တယ် Federal Unit တွေတည်ဆောက်တယ် Federal အစိုးရတွေပေါ်ပေါက်လာတယ်အဲ့ Federal အစိုးရတွေ Federal လွှတ်တော်တွေတည်ဆောက်တယ်အဲ့ Federal အစိုးရတွေကလည်းသူ့ရဲ့အုပ်ချုပ်ရေးယန္တရားလဲပတ်နိုင်အောင်လို့ပေါ့နော်စပြီးတော့အခုအချိန်ဒီမှာဆိုလို့ဆိုရင်စပြီးတော့ run နေတဲ့အနေအထားပေါ့နော်စတင်လှုပ်ဆောင်နေတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်တဲ့ဥစ္စာကိုသူဒေတာကန်ဒီဟိုလက်နက်ကိုင်အဖွဲ့အစည်းများဒေတာကန်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပေါ့နော်သူတို့ဘယ်လိုပေါင်းစပ်ညှိနှိုင်းမလဲဆိုတဲ့ဟာကိုသူတို့ဒါဆွေးနွေးဖို့လိုလိမ့်မယ်လို့ဟိုဟာကျွန်တော်အနေနဲ့မြင်ရတယ်ပေါ့နော်ဒီအပိုင်းကိုအဲ့တော့ပြောချင်တာကဒါဆိုလို့ဆိုရှင်ကျွန်တော်တို့ NUG အနေနဲ့ဆိုလို့ဆိုရှင်ဒီ mechanism တွေပေါ့mechanism ဘယ်လို mechanism မျိုးတွေအုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဩဇာခံအဲပေါ့နော်ဩဇာခံနယ်မြေတွေတိဆောက်ခြင်းနဲ့ပတ်သက်တာအုပ်ချုပ်ရေးနယ်မြေတိဆောက်ခြင်းနဲ့ပတ်သက်တဲ့ဥစ္စာကိုနားလည်မှုရှိလာအောင်ကျွန်တော်တို့ဘယ်လိုညှိနှိုင်းဆောင်ရွက်နိုင်တဲ့ mechanism မျိုးတွေကိုလုပ်ဖို့လိုတယ်လေပြီးတဲ့အခါရောစီရေးပိုင်းဆိုင်ရာမှာလည်းဘယ်လိုမျိုးနားလည်မှုရှိလာအောင်ဆောင်ရွက်တဲ့mechanism မျိုးပေါ့နော်ထားရှိဖို့လိုမလဲအဲ့ဒီ mechanism လေးကိုအကြမ်းမြင့်ပေါ့ကိုထီကျော်ကြီးမြင်ပြီးသလောက်နည်းနည်းလောက်ပြောပြပေးလို့ရတယ်မလားခင်ဗျလက်ရှိကကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်ထဲမှာကိုကျွန်တော်တို့ဒီ Federal Unit အစိုးရတွေပေါ်လာခဲ့တယ်ပေါ့နော်ဆိုတော့ Federal Unit အစိုးရတွေကလည်းတကယ်တော့ဒီ Federal Unit တွေထဲမှာရှိကြတဲ့အင်အားစုတွေပေါင်းစပ်ပြီးတော့မှဖွဲ့စည်းကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ NUG အောက်ကလို့ပြောရခက်တယ်ဆိုတော့ NUG အောက်ကဆိုတော့လည်းကျွန်တော်တို့ဒီအာတီးခြား Federal Unit တွေရဲ့ဒီအုပ်ချုပ်ရေးယန္တရားတွေဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ကြားထဲမှာလည်း Federal Unit အစိုးရတွေကိုယ်တိုင်နဲ့ NUG ကြားထဲမှာလည်းဆွေးနွေးမှုတွေဒီခုနကပြောသလိုမျိုးပေါ့နော်သူတို့တီးခြားအခန်းကဏ္ဍတွေ Federal Unit အစိုးရတွေကဘယ်လိုအခန်းကဏ္ဍဘယ်လိုဝန်ဆောင်မှုတွေပေးမယ် NUG ကဘယ်လိုအခန်းကဏ္ဍဘယ်လိုဝန်ဆောင်မှုတွေပေးမယ်ဆိုတဲ့ဆွေးနွေးချက်တွေလည်းရှိတယ်အဲ့ဒီဆွေးနွေးချက်တွေထဲမှာလည်းဒီစီရေးနဲ့ပတ်သက်တဲ့အခန်းကဏ္ဍကိုရောဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့ဆွေးနွေးချက်တွေကလည်းအပါအဝင်ဖြစ်တယ်ပေါ့နော်ဆိုတော့အပါအဝင်ဖြစ်တယ်အဲ့ဒီထဲမှာနောက်တစ်ခုကဒီပါဝင်လာမှာတော့ Federal Unit အစိုးရတွေကိုယ်တိုင်က Federal Unit တွေရဲ့ဒီတပ်ဖွဲ့တွေအမှကျွန်တော်တို့ပြည်နယ်တပ်ပေါ့နော်ပြည်နယ်တပ်ဖွဲ့တွေလိုပုံစံမျိုးစဉ်းစားချက်တွေလည်းတချို့ Federal Unit တွေမှာလည်းရှိနေကြတာမျိုးလဲတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတစ်ဖက်မှာလည်းကျွန်တော်တို့ဒီ Federal Unit အစိုးရအောက်ထဲမှာလည်းမရှိနေမဲ့ NUG အောက်ထဲမှာလည်းမရှိနေမဲ့ဒီလက်နက်ကင်ဒေါ်လာအင်အားစုတွေကတော့မြေပြင်မှာလည်းဆက်ပြီးတော့ရှိနေအောင်မှာပဲပေါ့နော်ဆက်ပြီးတော့ရှိနေအောင်မှာပဲအဲ့ဟာကလည်းအဲ့တိုင်းပဲသွားမယ်သဘောတော့ရှိရပေါ့နော်ဆိုတော့အဲ့ဒီကြားထဲမှာပေါင်းစပ်ညှိနှိုင်းနိုင်မဲ့mechanism လို့ပြောမယ်ယန္တရားလို့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တာတော့ဒီအာနံပါတ်1တစ်ချက်ကအခု SCEF အောက်ထဲမှာဖွဲ့စည်းတဲ့ဒီ CAA နဲ့ပတ်သက်တဲ့ပူပေါင်းစပ်ညှိနှိုင်းရေးကော်မတီတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ကော်မတီတစ်ခုရှိတယ်အဲ့ဒါဒီလေအနာဂတ်မှာအဲ့လောက်လာရောက်လာနိုင်မလားဆိုတာလည်းစောင့်ကြည့်ရမယ်လို့ထင်တယ်နောက်တစ်ခုကတော့ဒီ data အလိုက် Federal Unit တွေအနေနဲ့သူ့ data တွေမှာရှိတဲ့လက်နက်ကင်ဒေါ်လာအင်အားစုတွေနဲ့ခြားမှာအာဒီယုံကြည်မှုနဲ့ဆက်ဆံရေးကိုတည်ဆောက်ပြီးတော့မှပေါင်းစပ်ညှိနှိုင်းတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ NUG အောက်ထဲမှာမဟုတ်နေတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုစုစည်းထားတဲ့စုစည်းမှုပေါ့နော်အခုဆိုလို့ရှိရင်တော့ SRA Spring Revolutionary Alliance ဆိုတဲ့စုဖွဲ့မှုတစ်ခုလည်းရှိနေရပေါ့နော်ဆိုတော့အဲ့ထဲမှာလည်း NUG အောက်ကမဟုတ်နေတဲ့လက်နက်ကိုင်တပ်တွေရဲ့စုစည်းမှုတစ်ခုလည်းရှိနေဆိုတော့အဲ့ဒါကလည်းပေါင်းစပ်ညှိနှိုင်းနိုင်မယ့်ယန္တရားတစ်ခုဖြစ်မလားဆိုတာလည်းကြည့်ရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ပေါင်းစပ်ညှိနှိုင်းနိုင်မယ့်ယန္တရားတွေကမရှိနေတာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါတွေရဲ့ကနဦးအစာပြိုးနိုင်တဲ့အခြေခံကောင်းကတော့ရှိတယ်လို့ကျွန်တော်တို့မြင်တယ်အဲ့အခြေခံတွေထဲကတစ်ခုခုသို့မဟုတ်အားလုံးကိုပေါင်းစပ်ပြီးတော့အသုံးချပြီးတော့မှလက်နက်ကင်တော်လိုင်းအင်အားစုအချင်းချင်းပေါင်းစပ်ညီနိုင်ဖို့ကိုစဉ်းစားနိုင်မယ်လို့ထင်တယ်နောက်တစ်ခုကလက်နက်ကင်တော်လိုင်းအင်အားစုတွေအချင်းချင်းပေါင်းစပ်ညီနိုင်ဖို့ဆိုလို့ရှိရင်တော့လက်တွေ့ကျတဲ့အခြေအနေကိုလည်းပေါင်းစပ်ညီနိုင်ရမယ်ကိစ္စလို့ထင်တယ်လက်တွေ့ကျတဲ့အခြေအနေဆိုတာနံပါတ်1ချက်ကဘာလဲဆိုလို့ရှိရင်အရင်းမြစ်တွေခွဲခြားသုံးစွဲတဲ့ကိစ္စနောက်တစ်ခုက logistic လမ်းကြောင်းပေါ့နော်ဒီအာ
တည်ယူပို့ဆောင်ရေးလမ်းကြောင်းကိစ္စပေါ့နော်ဆိုတော့ဒီနှစ်ခုကိုအဓိကထားပြီးတော့မှပေါင်းစပ်ညှိနှိုင်းရမယ်လို့ထင်တယ်ဆိုတော့လက်နက်ကင်တော်လှန်ရေးအင်အားစုတွေကကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေလိုမျိုးပို့ပြီးတော့ abstract ဖြစ်တဲ့ပို့ပြီးတော့ဟိုမူတွေစံတွေတန်ဖိုးတွေကိုဆွေးနွေးတာထက်စားလို့ရှိရင်သူတို့ကတော့အဓိကကြတယ်လက်တွေ့မြေပြင်မှာတက်ရောက်တဲ့အဲအခြေအနေတွေကိုအဓိကထားပြီးတော့အာယုံစိုက်ကြမှာပဲပေါ့နော်အဲ့လိုအာယုံစိုက်ရင်တကယ်တမ်းပေါင်းစပ်ညှိနှိုင်းကြမယ်ဆိုလို့ရှိရင်ပေါင်းစပ်ညှိနှိုင်းတဲ့နေရာမှာအာယုံစိုက်တဲ့နာကတော့အာဒီစစ်တီတော်ကျင့်ဝတ်လိုဟာမျိုးကိုဒါအားလုံးသဘောတူလက်ခံတာမျိုးဖြစ်ရမယ်ပြီးလို့ရှိရင်တော့အရင်းမြစ်တွေခွဲဝေသုံးစွဲတာကိုဘယ်လိုခွဲဝေသုံးစွဲကြမလဲဆိုတဲ့အခြေအနေကိုသဘောတူညီမှုရအောင်တည်ဆောက်ရမယ်နောက်တစ်ခုကတော့ဒီအာတည်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ပတ်သက်ရင်ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြမလဲဆိုတဲ့ကိစ္စကိုပေါင်းစပ်ညှိနှိုင်းရမယ်လို့ထင်တယ်ဆိုတော့အဲ့ဒါတွေကိုအရင်အခြေခံအနေနဲ့တည်ဆောက်ပြီးတော့ပါခုနကကျွန်တော်ပြောခဲ့တဲ့ unity of efforts ပေါ့နော်ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းအားဖြင့်အလုပ်အားဖြင့်ညီညွတ်မှုကိုတည်ဆောက်ဖို့အတွက်ဆိုလို့ရှိရင်နောက်တစ်ဆင့်ဆက်ပြီးတော့သွားနိုင်လိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့ခင်ဗျကျေးဇူးပါပဲကိုထင်ကျော်ကြီးဒါဆိုရင်ပြောချင်တာကဘယ်လိုပြောမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကလက်တွေ့ကြကြဟိုအရင်ဆုံးကျွန်တော်တို့ operation မှာလိုအပ်မဲ့ဟာတွေကိုဘယ်လိုမျိုးစီးဆင်းမှုအတွက်ကိုဘယ်လိုမျိုးခွဲဝေသုံးစွဲမယ်ဘယ်လိုမျိုးကျွန်တော်တို့ကစီးဆင်းကြမယ်ဆိုတဲ့အရင်းမြစ်ကိစ္စတွေကိုကျွန်တော်တို့တယောက်နဲ့တယောက်အပြန်အလှန်အမိတဟဲပြုတဲ့ mechanism ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဒါကိုနားလည်မှုရတိစောက်ဖို့ကျွန်တော်တို့လိုမယ်ပေါ့နော်ပြီးတဲ့အခါကျတော့တခြားသောဖြည့်ရှင်းရေး mechanism တွေဆိုလို့ဆိုရှင်လည်းအမှန်တကယ်တော့ပြောမယ်ဆိုလို့ဆိုရှင်ကျွန်တော်တို့မှာ mechanism ကတိစောက်ဖို့အတွက်ကမခဲယဉ်းမှုလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အဓိကကတော့ဘာလဲဆိုတော့ Federal Unit ဆိုလို့ဆိုရှင်လည်း Federal Unit မှာလွှတ်တော်ရှိတယ်ဗျ Federal Unit တစ်ခုချင်းဒီမှာလွှတ်တော်ရှိတယ်ဒါကလွှတ်တော်ကစစ်တပ်မဟုတ်ဘူးဒါစစ်တပ်လည်းမဟုတ်ဘူးအစိုးရလည်းအစိုးရလည်းမဟုတ်ဘူးပေါ့နော်ဒါမှမဟုတ်အဲ့ Federal Unit တွေဟာအနေလုံးတော့ဘာလဲဆိုတဲ့ခါကျတော့ तू ကပြည်သူ့ကိုယ်စားပြုဆိုတဲ့ဟာမျိုးကိုတော့ तू ကရှိထားတဲ့ဟာမျိုးရှိတယ်အဲ့တော့အဲ့ပြည်သူ့ကိုယ်စားမှုရှိထားတဲ့လူတွေကနေပြီးတော့ तू ကဝင်ပြီးတော့ဒါကဟာပေါ့နော်ဒီဒီဟာနဲ့ပတ်သက်တဲ့ဖြည့်ရှင်းလမ်းကြောင်းတစ်ခုပေါ့နော်လမ်းကြောင်းတစ်ခုကိုဖွင့်လိုက်လို့ဆိုရှင်တော့ကော်မတီတစ်ခုလိုဟာမျိုးဖွင့်ပြီးတော့အဲ့ကော်မတီကတော့ညှိနှိုင်းပေါင်းစပ်ရေးဆိုတဲ့ဟာမျိုးလုပ်ရင်လည်းဒါရနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့ပြီးတော့ SRE လိုဟာမျိုးရဲ့ဒါညှိနှိုင်းပေါင်းစပ်တဲ့ MOD နဲ့ SRE နဲ့ပေါင်းလိုက်တဲ့ဟာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ဆိုရှင် SCEF ရဲ့ mechanism အောက်မှာသွားတာပဲဖြစ်ဖြစ်ဒီလိုမျိုးရန်တရားတွေကတော့ကျွန်တော်တို့အသက်ဝင်အောင်ကျွန်တော်တို့ဖန်တီးလို့ရလိမ့်မယ်ဆိုတဲ့ဟာမျိုးကိုထင်ကျော်ရဲ့ဆွေးနွေးချက်မှာလည်းတွေ့ရတယ်လို့ကျွန်တော်လည်းဒီတိုင်းပဲကျွန်တော်မြင်တယ်ပေါ့နော်မြင်တယ်အဲ့တော့ဒါတွေကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဟိုဟိုတကယ်တမ်းဆိုကျွန်တော်ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာတွေမှာကျွန်တော်တို့ဒါ recommendation ပေးတဲ့အဆင့်တော့ကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီခွဲခြမ်းစိတ်ပြတာထက်စားလို့ဆိုရှင်ကျွန်တော်တို့ recommendation ပြီးတော့ခွဲခြမ်းကိစ္စတွေကိုလည်းကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာတယ်ပြီးတော့နောက်တစ်ခုရှိတာကကျွန်တော်ဒါကိုလည်းကျွန်တော်တို့ဟာဖြစ်တဲ့ recommendation ပေးတဲ့ဟာမျိုးကိုကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီနောက်တစ်ခုကြတော့ကျွန်တော်တွေ့ရတာကဘယ်လိုပြောမလဲဒီထားပါတော့ဗျာပြီးခဲ့မကြခင်သေးခင်တော့ဖြစ်သွားတဲ့PLA နဲ့ကိစ္စရဲ့မျိုးပေါ့နော်ပရိပခဖြစ်တယ်အဲ့တော့အဲ့မှာဘယ်လိုပြောမလဲအမှန်တကယ်တော့ဘယ်လိုပြောမလဲဟာပေါ့ကွာအရေးယူဆောင်ရွက်မှုဟာမျိုးပေါ့နော်ခဏလေးကိုကျွန်တော်အဲ့တော့မကြသေးခင်ကဖြစ်ခဲ့တဲ့PLA နဲ့ပတ်သက်တဲ့ကိစ္စရဲ့မျိုးပဲဖြစ်ဖြစ်ပေါ့ဗျာဒီလို PLA မျိုးနဲ့ပတ်သက်တဲ့ကိစ္စရဲ့မျိုးမှာဆိုရှင်လည်းကျွန်တော်ဘာတော့တွေ့ရလဲဆိုတဲ့အခါကျတော့အမှန်တကယ်ကတော့တစ်ဖက်ကသူကအုတ်ချုပ်ရန်နီယာသူ့ရဲ့ရန်နီယာမှာလာပြီးတော့တိုင်တန်းကိုအရေးယူတယ်ဆိုတဲ့ဟာမျိုးပြီးတဲ့အခါကျတော့တစ်ဖက်ကကြတော့လည်းမဟုတ်ဘူးဒါကသူတို့သတင်းရလို့သူတို့ဝင်ရောက်ပြီးတော့ဒါကဖြစ်တယ်ပေါ့နော်ဒါသတင်းရလို့သူတို့ရဲ့အကောင့်ထဲပုံမှုဒေတာတစ်ခုအနေနဲ့သူတို့ကလုပ်တယ်ပေါ့ဒါကတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်ရိုးမကွဲပဲနဲ့ပြဿနာတက်တယ်လို့မြင်ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီဒီလိုမျိုးပြဿနာမျိုးတွေဖြစ်လာခဲ့လို့ဆိုရှိရင်ကျွန်တော်တို့ကအမှန်တကယ်ကဘယ်လိုပြောမလဲဒါမျိုးကိုဖြည့်ရှင်းနိုင်ဖို့အတွက်ကိုဘယ်လိုပြောမလဲ MOD ကနေပြီးတော့ငကိုတဲကပေါ့နော်ထုတ်ထားပြီးသားဟိုဟာမျိုးပေါ့ဘယ်လိုပြောမလဲသူ့ရဲ့လမ်းညွှန်ချက်မျိုးဟာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်မူဝါဒမျိုးပေါ့မူဝါဒမျိုးပဲဖြစ်ဖြစ်အဲ့လိုဟာမျိုးရှိတယ်လို့တွေးမိသေးလားခင်ဗျတွေးတယ်လို့ထင်လားတွေးမိသလားကျွန်တော်တော့တင်းတခြားခြားမလေ့လာမိလို့ကျွန်တော်ဒါလေးကိုတီးချာပြန်မေးကြည့်တာပါဘာကြောင့်လဲဆိုတော့ဒီဖြစ်သွားတဲ့အနေအထားတွေမှာဆိုလို့ဆိုရှင်တစ်ချက်ရိုးမကွဲဘူးနှစ်ချက်ဆိုလို့ဆိုရှင်လည်းဘယ်လိုပြောမလဲဆိုတဲ့ခါကျတော့mechanism တွေမရှိတာလည်းပါတယ်
ပြီးတော့မူဝါဒအားဖြင့်ကတော့ကျွန်တော်ပြောမယ်ဒေတာဆိုင်ရာနဲ့ပတ်သက်တဲ့မူဝါဒတော့အနေဆုံးတော့ရှိရမယ်လို့ကျွန်တော်ထင်တယ်ဒါမျိုးမူဝါဒမျိုးကိုတွေ့ရသလားခင်ဗျမူဝါဒအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့2024နှစ်ကုန်ပိုင်းပေါ့နော်ဆိုတော့2024နှစ်ကုန်ပိုင်းမှာ NUG အနေနဲ့ဒီစစ်တီတော်ကျင်းဝတ်ကိုအစ်စ်ပေါ့နော်ဒီပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ထုတ်ပြန်တဲ့တစ်ချိန်ရှိခဲ့တယ်အဲ့တုန်းကထုတ်ပြန်တာလဲဒါယာယီသမ္မတဒူဝါလက်ရှိလာကိုယ်တိုင်လက်မှတ်ရေးထိုးပြီးတော့ထုတ်ပြန်တယ်ပေါ့နော်ဆိုတော့ထုတ်ပြန်တဲ့နေရာမှာထူးခြားတာအရင်ထုတ်ပြန်ချက်တွေနဲ့မတူဘူးမတူပဲထူးခြားတာတစ်ခုကတော့သမ္မတကိုယ်တိုင်လက်မှတ်ရေးထိုးတာဖြစ်တယ်နောက်တစ်ခုကတော့ဒါဒီစစ်တီတော်ကျင်းဝတ်ဒီ NUG အောက်ကလက်နက်ကင်တပ်တွေတင်မကပဲနဲ့လက်နက်ကင်ဒေါ်လာရင်းဆင်နွှဲနေတဲ့တပ်ဖွဲ့ဝင်တွေအားလုံးလိုက်နာဖို့အတွက်ကိုမျှော်လင့်နေရည်ရွယ်တယ်ဆိုတာမျိုးထုတ်ပြန်တာမျိုးတွေ့ရတယ်ဆိုတော့ဒါကအရင်ထုတ်ပြန်ချက်တွေနဲ့မတူဘူးကွဲပြားတာဒါဒီ NUG အနေနဲ့ကျန်တဲ့အဖွဲ့တွေပေါ်မှာရောဒေါ်လာရင်းတစ်စုံလုံးအပေါ်မှာပါဒီကိုကျင်တရားပိုင်းဆိုင်ရာဥဆောင်မှုပေးတဲ့ထုတ်ပြန်ချက်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒါဒီမလုတ်တဲ့အရာဒါတွေလုတ်တဲ့အရာဒါတွေနဲ့ပတ်သက်ပြီးတော့မလေးစားဘူးမလိုက်နာဘူးဆိုလို့ရှိရင်တော့ဒါကိုကျင်တရားပိုင်းဆိုင်ရာအရာတီလာပိုင်းဆိုင်ရာအရာဒါဒေါ်လာရေးမှာဒါဟိုတိမခံတဲ့ကိစ္စဖြစ်တယ်လို့အန်ယူဂျီရဲ့ထုတ်ပြန်ချက်ဖြစ်တယ်ဒါဒီအရေးကြီးရဲ့ဒီဟိုဟာလို့ကျွန်တော်တို့မြင်တယ်အရေးကြီးတဲ့အခြေအနေထုတ်ပြန်ချက်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့အဲ့ဒီထုတ်ပြန်ချက်နောက်မှာလိုက်အမှာပါလဲဆိုလို့ရှိရင်တော့အာအကယ်၍ဒါနဲ့ပတ်သက်လို့ချိုးဖောက်မှုဖြစ်တယ်ဆိုလို့ရှိရင်ဘာလို့လုပ်မလဲဘယ်လိုရေးယူဆောင်ရွက်မလဲဆိုတာရှိလိမ့်မယ်ပေါ့နော်ဆိုတော့နံပါတ်1တစ်ချက် NUG အောက်ကတပ်ဖွဲ့ဝင်တွေကဒီကိုစစ်တီရောကျင်းဝတ်မှာပါတဲ့အချက်တွေနဲ့ပတ်သက်ပြီးချိုးဖောက်မှုရှိတယ်ဆိုလို့ရှိရင်အရေးယူဆောင်ရွက်ဖို့လိုတယ်လိုက်နာအောင်လို့တင်တန်းပေးတာကအစားဖောက်ဖျက်ရင်အရေးယူဆောင်ရွက်မှုအထိလုပ်ဖို့လိုတယ်အဲ့ဒါဒီနံပါတ်1တစ်ချက်ပေါ့ဆိုတော့နောက်တစ်ချက်ကတော့ဟိုနောက်တစ်ချက်ကတော့ NUG အောက်ကမဟုတ်နေတဲ့တပ်တွေတပ်ဖွဲ့ဝင်တွေအနေနဲ့ဒါနဲ့ပတ်သက်ပြီးချိုးဖောက်မှုလုပ်တယ်ဆိုလို့ရှိရင်တော့ NUG အောက်ကတက်လို့မျိုး NUG အောက်ကတက်သားတွေလိုမျိုးတော့ရေးယူလို့ရချင်မှရမယ်ဒါပေမဲ့လို့ NUG ဒီတော်လှန်ရေးကိုဦးဆောင်ပြီးတော့မှပါဝင်နေတဲ့တပ်ဦးဖြစ်တယ်တပ်ဦးဖြစ်တဲ့အလျောက်ဒီကျင့်ဝတ်ပိုင်းဆိုင်ရာဦးဆောင်မှုလဲဒါစာနဲ့ကိုထုတ်ပြန်ပြီးတော့မှပေးထားပြီးသားလည်းဖြစ်တယ်အကယ်၍မလိုက်နာနေဘူးဆိုလို့ရှိရင်မလိုက်နာတဲ့အလျောက်တော်လှန်ရေးရဲ့မဟာမိတ်ဖက်အဖွဲ့အစည်းတွေကိုအတိပေးအကြောင်းကြားပြီးတော့မှဒါဒီချိုးဖောက်မှုဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ချိုးဖောက်မှုတွေဒါလက်ခံလို့မရတဲ့ချိုးဖောက်မှုမျိုးဖြစ်တယ်အဲ့ဒါကိုအရေးယူဆောင်ရွက်ဖို့အတွက်ကိုဒါအကြောင်းကြားတယ်အရေးယူဆောင်ရွက်ဖို့အတွက်တိုက်တွန်းတယ်ဆိုတာမျိုးကိုပထမဆင့်လုပ်ဖို့လိုတယ်လို့မြင်တယ်အဲ့ဒါမှအဲ့ဒီတပ်ဖွဲ့အနေနဲ့အရေးယူဆောင်ရွက်ခြင်းမရှိဘူးဆိုလို့ရှိရင်တော့ဒါနောက်တစ်ဆင့်တွေမှာဆက်လက်ပြီးတော့ဆောင်ရွက်မှုတွေလုပ်ဖို့လိုတယ်အဲ့ဒါတွေဒီနံပါတ်နောက်တစ်ဆင့်တွေမှာအရေးယူဆောင်ရွက်ထားဖို့အတွက်အကြောင်းကြားထားပါတယ်ဆိုတာကိုအများပြည်သူထုတ်ပြန်တာမျိုးပြုလုပ်နိုင်တယ်ပေါ့နော်ဆိုတော့အများပြည်သူထုတ်ပြန်တာမျိုးဒီလိုတိုင်ကြားစာကိုလက်ခံရရှိထားရဲဆိုတာမျိုးထုတ်ပြန်တာမျိုးအကယ်၍မှအဲ့ဒီအထိမှအရေးယူဆောင်ရွက်မှုမရှိဘူးဆိုလို့ရှိရင်တော့ဒါဒီတပ်ဖွဲ့အနေနဲ့ဒီတပ်ဖွဲ့ကိုဒါလူလူကနေဖိအားပေးပြီးတော့မှဒီ EU ဆောင်ရွက်စေတာမျိုးတွေလည်းကျွန်တော်တို့လုပ်ရမယ်ထင်တယ်အဲ့ဒါတွေရဲ့နောက်ဆုံးဆင်းကြတော့မှဒါအခုလိုမျိုးလက်ရှိဖြစ်လာတဲ့အခြေအနေမျိုးပေါ့နော်ဒီစီးရေးရဒီဝန်ရံပိတ်ဆိုတာမျိုးတွေဖိအားပေးတာစီးရေးရဖိအားပေးတာမျိုးတွေလုံးတင်တယ်လို့ကျွန်တော်တို့မြင်တယ်အဲ့မတိုင်တယ်မှာသွားရမယ်အဆင့်တွေရှိခဲ့တဲ့တယ်လို့ထင်တယ်ဆိုတော့အဲ့ဒါဘာလို့သွားရဖို့လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတပ်ဖွဲ့တွေဒီ NUG အောက်ကတပ်ဖွဲ့တွေမဟုတ်ဘူးတိုးပေမဲ့မဟာမိတ်ဖြစ်တယ်မဟာမိတ်မဟုတ်ရင်တော့မှအနည်းဆုံးမိတ်ဖက်ဖြစ်တယ်မိတ်ဖက်ဖြစ်တဲ့အတွက်မိတ်ဖက်အလျောက်ဆက်ဆံရေးကိုအဆင့်ဆင့်အကြောင်းကြားတာမျိုးအများပြည်သူကိုထုတ်ပြန်ပြီးတော့မှဖိအားပေးတာမျိုးမိတ်ဖက်ကိုဖိအားပေးတာမျိုးလုပ်တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုလက်ရှိနောက်ဆုံးဖြစ်ခဲ့တဲ့အခြေအနေတွေဒီအဲ့ဒါကိုကြော်လွန်အဲ့ဒီလိုလှုပ်ထုံးလုပ်နည်းတွေကိုမရှိခဲ့တာပေါ့နော်ဆိုတော့ဘယ်လိုအကောင့်ထဲပေါ်မလဲဆိုရင်မူတော့ရှိတယ်ဒါပေမဲ့ဘယ်လိုအကောင့်ထဲပေါ်မလဲဆိုတဲ့ဒီလုပ်ငန်းစဉ်မရှိခဲ့တာမျိုးဖြစ်ခဲ့တယ်လို့မြင်တယ်ရှိခဲ့တယ်ဆိုရင်တော့မှလူတို့ကိုထုတ်မပြန်ခဲ့တာမျိုးလူတို့ကိုထုတ်ပြန်တဲ့အဆင့်မပါခဲ့တာမျိုးရှိတယ်လို့မြင်တယ်ဆိုတော့အခုကာလဒီတော်လိုင်းကာလဖြစ်တဲ့အလျောက်လူတို့ကိုအတိပေးတာထုတ်ပြန်တာမျိုးတွေလည်းကျွန်တော်တို့အရေးတကြီးမဖြစ်မနေလိုအပ်တယ်လို့မြင်ပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့ဒီကြားထဲမှာပေါ့နော်ကျွန်တော်ပရိပခဖြစ်စဉ်တွေကြားထဲမှာကျွန်တော်တို့အတန်တွေထွက်လာတဲ့တဲမှာကျွန်တော်တို့တချို့သောအတန်တွေတွေ့ရတာရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတဲ့အခါကျတော့ခုနကကျွန်တော်တို့ဆွေးနွေးသွားတဲ့တဲမှာလည်းတချို့တော့ပါတယ်ဘာလဲဆိုတော့ကျွန်တော်အတွေးခေါ်ပိုင်းဆိုင်ရာအန်ဒီမှာပန်းနိုင်ပိုင်းဆိုင်ရာမတူတာတွေပေါ့နော်မတူတဲ့ဟာရည်ရွယ်ချက်တွေမတူတဲ့ဟာတွေဒါမျိုးတွေရှိတယ်အဲ့တော့တော်လိုင်းရေးကတော့တော်လိုင်းရေးပဲကျွန်တော်တို့တော်လိုင်းရေးကတော့ဘယ်လိုပြောမလဲဒါကဆရာနာရှင်တိုက်ဖို့အတွက်တိုက်နေကြတာပဲ
ဒါပေမဲ့လို့ကျွန်တော်တို့အဲ့လိုတိုက်နေတဲ့အခါမှာအတွင်းအခေါ်ရမတူဘူးပြီးတဲ့အခါကျတော့တော်လိုင်းရင်ရဲ့ပန်းနိုင်ခြင်းမတူဘူးဆိုတဲ့ဟာမျိုးရဲ့ပုံဖော်ချက်တွေပေါ့နော်ပုံဖော်ချက်အဲ့ဒီပုံမှာမူတည်ပြီးတော့ပို့ပြီးတော့အတွင်းခေါ်ပိုင်းဆိုင်ရာအရာဒီအာဟိုပါပေါ့အတွင်းခေါ်ပိုင်းဆိုင်ရာအရာမတူလို့ပြဿနာဖြစ်တဲ့ဆိုတဲ့ဟာမျိုးကိုပုံဖော်တာများဒါမျိုးတွေလည်းတွေ့ရတယ်ပေါ့နော် ပုံဖော်တာမျိုးတွေဒါကတော့ဘယ်လိုပြောမလဲဆိုရှယ်မီဒီယာပေါ်မှာပြန်ပြီးတော့တိုက်ခိုက်ကြတဲ့ဟာတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ကြတဲ့အခါမှာတွေ့ရတဲ့ဟာမျိုးပါအဲ့တော့ဒီအခြေအနေတွေမှာရောတကယ်ရောဘယ်လိုပြောမလဲအတွေးအခေါ်ပိုင်းဆိုင်ရာမတူလို့ဖြစ်ရတဲ့အနေအထားကိုတွေ့ရသလားဒါမှမဟုတ်လို့ဆိုရှိရင်ဘယ်လိုပြောမလဲဟောရိုးမကွဲလို့ပဲဖြစ်ရတဲ့အနေအထားကိုတွေ့ရလားအဲ့တော့အတွေးအခေါ်ပိုင်းဆိုင်ရာမတူဘူးဆိုရင်ရောအဲ့ဒီမတူတဲ့အတွေးအခေါ်ပိုင်းဆိုင်ရာအဲ့ဒီမှာပန်းနိုင်ခြင်းမတူတဲ့အနေအထားမှာလောလောဆယ်မဟာမိတ်အနေအထားမှာ ဟုတ်ပေါ့နော်ဘယ်လို position နဲ့ကျွန်တော်တို့ကတစ်ဖက်နဲ့တစ်ဖက်နားလည်မှုယူနိုင်အောင်ကြိုးစားနိုင်လဲဟုတ်ဆိုကျွန်တော်တို့တော်လှန်ရေးဆိုတာတော့များဒီလိုမျိုးစီးရေးနိုင်ငံရေးပေါင်းစပ်ပြီးတော့မှတော်လှန်ရေးလုပ်ကြတယ်စီးရေးနိုင်ငံရေးဒီရက်ဖက်လူလူလှုပ်ရှားမှုတွေနဲ့ပေါင်းစပ်ပြီးတော့မှကျွန်တော်တို့တော်လှန်ရေးလုပ်ကြတဲ့အခါမှာအတွေးခေါ်မတူတာတွေရှိတာတော့တဘာဝပဲဆိုတော့ဒီလိုမျိုးအတွေးခေါ်မတူကြလို့ဒီတော်လှန်ရေးတစ်စုံလုံးအနေနဲ့ပြောလို့ရှိရင်အကွဲပြားမှုရှိလာလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ2021နွေဦးတော်လှန်2021ကနေအစပြုခဲ့တဲ့နွေဦးတော်လှန်ရေးဒီအရင်မျိုးဆက်တွေကစခဲ့တဲ့တော်လှန်ရေးတွေနဲ့ပါပေါင်းစည်းနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိခဲ့တယ်လို့မြင်တယ်ဆိုတော့အဲ့ဒါတွေဒီဘာလဲဆိုတော့ကျွန်တော်တို့ဒီမိုကရေစီရေးနဲ့ဖက်ဒရယ်ရေးတိုက်ပွဲဝင်နေကြတဲ့အင်အားစုတွေကြားထဲမှာလည်းပေါင်းစည်းနိုင်တယ်ဆိုတော့အဲ့ဒါပေါင်းစည်းမှုကနေကျွန်တော်တို့ဘာတွေရလဲဆိုလို့ကျွန်တော်တို့ဒီတော်လှန်ရေးကပိုကျယ်ပြန့်တဲ့မိတ်ဖက်တွေရတယ်ဆိုတော့အရက်ဖက်ဖွဲ့စည်းတွေကနေစလို့ဒီရက်ဖက်လူလူလက်နက်ကိုင်တော်လှန်ရေးမဆင်နွှဲဘဲနဲ့ရက်ဖက်လူလူကိုပညာရေးဝန်ဆောင်မှုပေးခြင်းပဲဖြစ်ဖြစ်ဒီငွေရှာပေးတာအလှူခံပေးတာကနေပဲဖြစ်ဖြစ်အသိပညာဖြန့်ဝေပေးတာမျိုးပဲဖြစ်ဖြစ်အဲ့ကနေစလို့လက်နက်ကင်တော်လှန်ရေးဆင်နွှဲနေတာ290ကျော်လက်နက်ကင်တော်လှန်ရေးဆင်နွှဲနေခဲ့တဲ့ကျွန်တော်တို့တိုင်းသားတော်လှန်ရေးအင်အားစုတွေအထိကြားထဲမှာပေါင်းစည်းမှုတစ်ခုကိုရတယ်အဲ့ဒါဘာလို့ပေါင်းစည်းအဲ့ဒီပေါင်းစည်းမှုတစ်ခုကိုရလဲဆိုလို့ရှိရင်ကျွန်တော်တို့တော်လှန်ရေးရဲ့ဒီဇက်ကြောင်းကိုပုံဖော်တဲ့နေရာမှာကျွန်တော်တို့ဒီရန်သူဒီဘာလဲဆိုတော့ကျွန်တော်တို့ရှင်းရှင်းပြတ်ပြတ်ပုံဖော်နိုင်တယ်ရန်သူဒီစစ်အာဏာရှင်စနစ်ဆိုတော့ရှင်းရှင်းလင်းလင်းပုံဖော်နိုင်တယ်ဆိုတော့အဲ့ဒါဒီတော်လှန်ရေးရဲ့အားကောင်းချက်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့ရန်သူဒီစစ်အာဏာရှင်စနစ်ဆိုတာကဒီတော်လှန်ရေးမှာဘယ်အခန်းကဏ္ဍမှာပါဝင်နေတဲ့ရဲဘော်ကိုပဲတွားမေးမေးအကုန်လုံးကအတူတူပဲဖြေကြလိမ့်မယ်ဆိုတော့ဘယ်အခန်းကဏ္ဍမှာပါဝင်နေတဲ့အဖွဲ့အစည်းကိုပဲတွားမေးမေးအကုန်လုံးကရန်သူဒီအားလုံးတက်ပုံရန်သူဒီဆရာနာရှင်စနစ်ဆိုတာကိုဖြေကြလိမ့်မယ်ဆိုတော့အဲ့လိုမျိုးပြဿနာကိုဖော်ထုတ်နိုင်တာအဲ့လိုမျိုးဘုံရန်သူကိုတိဆောက်နိုင်တာဒီတော်လှန်ရေးအတွက်အားကောင်းချက်အားသာချက်လို့မြင်တယ်အဲ့ဒါဒီကျွန်တော်တို့ရဲ့ဒီမတူတဲ့အတွေးခေါ်အယူဆနိုင်ငံရေးတဒနာတွေနဲ့မဆိုင်ဘူးအဲ့ဒါတွေရဲ့အပြင်ဘက်အထိကိုရောက်နေပြီးသားအဲ့ဒါတွေရဲ့အပြင်ဘက်ထိဆိုတာဆိုလိုချင်တာအဲ့ဒါတွေကိုကြော်လွှားပြီးတော့မှကျွန်တော်တို့တိဆောက်နိုင်တဲ့မတူတဲ့အတွေးခေါ်တဒနာရှိရဆိုတာကိုတိလျက်နဲ့ကျွန်တော်တို့ကဘုံရန်သူကိုအကုန်လုံးတန်းတူတိဆောက်နိုင်တာဆိုတော့အဲ့ဒါကနည်းနည်းနော်အားကောင်းချက်မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့ဒီဘုံရန်သူကိုကျွန်တော်တို့ကအတုံးချအဲ့ဒီဘုံရန်သူတည်ရှိမှုကိုကျွန်တော်တို့ကဒီအတုံးချပြီးတော့ကျွန်တော်တို့ရဲ့ဒေါ်လာရင်းအင်အားစုတွေမိတ်ဖက်တွေကျယ်ပြန့်တဲ့လောက်ကျယ်ပြန့်နိုင်အောင်စုစည်းတာဆိုတော့ဒါကဒီနိုင်ငံရေးလှုပ်ရှားမှုတွေရဲ့အရေးကြီးတဲ့အချက်တစ်ခုလို့မြင်တယ်ပေါ့နော်ဆိုတော့တစ်ဖက်ကဒီလိုမျိုးဘုံရန်သူတိဆောက်နိုင်ပြီးသွားပြီဆိုတော့အဲ့ဘုံရန်သူကိုဘယ်လိုတိုက်မလဲဆိုတဲ့နီးလန်းကိုလည်းကျွန်တော်တို့ကတိဆောက်နိုင်တယ်စီးရေးနဲ့နိုင်ငံရေးပေါင်းစပ်မယ်နိုင်ငံရေးဘက်ကလည်းနိုင်ငံရေးရသဘောတူညီချက်တွေရအောင်တိဆောက်လို့တစ်ဖက်ကလည်းစီးရေးရလည်းစီးရေးရဒီတိုက်ပွဲတွေပေါ်ဆောင်ပြီးတော့စီးရေးရ PR တွေပေးပြီးတော့ပြုတ်ကြအောင်တိဆောက်မယ်ဆိုတဲ့ဒီအဖြေကိုလည်းကျွန်တော်တို့ကပေးနိုင်တယ်ဒါဒီလည်းကျွန်တော်တို့ရဲ့ဒီဒေါ်လာရဲ့အားကောင်းချက်လို့မြင်တယ်ဆိုတော့အဲ့ဒါဒီကျွန်တော်တို့ရဲ့နိုင်ငံရေးအတွေးခေါ်တဒနာတွေထက်ကိုကျော်လွန်ပြီးတော့ကျွန်တော်တို့တိဆောက်ထားနိုင်တဲ့အခင်းကျင်းဖြစ်တယ်လို့မြင်တယ်အဲ့ဒါဒီကျွန်တော်တို့ဒေါ်လာရေးရဲ့လမ်းကိုတွားမဲ့အခြေအနေမတူကွဲပြားတာတွေကိုတူအောင်စုစည်းထားတဲ့စုစည်းမှုဖြစ်တယ်လို့ထင်တယ်ဆိုတော့နိုင်ငံရေးဆိုတာကဒါမိတ်ဆွေများအောင်လုပ်ရတာပဲတော်လှန်ရေးဆိုတာမိတ်ဆွေများများနဲ့ရန်သူကိုကျင်းနိုင်တယ်များကျင်းအောင်လုပ်ပြီးတော့ရန်သူကိုအမြင့်ဖြတ်ဖို့ကြိုးစားရတာပဲပေါ့နော်ဆိုတော့အဲ့ဒါဒီကျွန်တော်တို့တော်လှန်ရေးရဲ့အားကောင်းချက်လို့မြင်တယ်အဲ့ဒီအမြင်အခြေခံကပြောရမယ်ဆိုလို့ရှိရင်လက်ရှိဖြစ်နေတဲ့အခင်းကျင်းတွေဒီမတူတဲ့နိုင်ငံရေးတွေးခေါ်ချက်ကြောင့်မဟုတ်ဘူးမတူတဲ့နိုင်ငံရေးတွေးခေါ်ရှိကြတယ်ဆိုတာကျွန်တော်တို့အကုန်လုံးအသိမှတ်ပြုတယ်နားလည်ဆိုတော့အဲ့ဒီမတူတဲ့နိုင်ငံရေးတွေးခေါ်တွေဒီကျွန်တော်တို့တစ်ချိန်ကြရင်
ကျွန်တော်တို့တိဆောက်မှုတွေမှာလည်းအဲ့လိုမတူတဲ့နိုင်ငံရေးအတွေးခေါ်တွေကတိဆောက်မှုတွေမှာလည်းမတူတဲ့အဲပုံစံတွေတော့ရှိနေလိမ့်မယ်ဒါပေမဲ့တစ်ချိန်ကြလို့ကျွန်တော်တို့ရဲ့ဒီတော်လိုင်းမှာပါဝင်နေကြတဲ့စုဖွဲ့မှုတွေကကျွန်တော်တို့မျက်စိရဲ့မြင်တာကိုပြောရင်တစ်ချိန်ကြလို့စေအုပ်စုစေအာဏာရှင်စနစ်မရှိကြတော့ဘူးဆိုလို့ရှိရင်စေအာဏာရှင်စနစ်ကိုကျွန်တော်တိုက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့မတူကွဲပြားတဲ့အုပ်စုတွေဒီမတူကွဲပြားတဲ့အလျောက်နိုင်ငံရေးဖြစ်စဉ်ထဲမှာနိုင်ငံကိုဘယ်လိုအကောင်းဆုံးနိုင်ငံကိုဘယ်လိုအကောင်းဆုံးအကျိုးပြုရမလဲဆိုတဲ့မတူတဲ့အမြင်တွေကိုသူတို့ဟိုထုတ်ဖော်ပြီးတော့မှလူထုကိုစီးရုံးမယ်အဲပြိုင်ဘက်နိုင်ငံရေးပါတီတွေဖြစ်လာပြီးတော့မှနိုင်ငံရေးဖြစ်စဉ်ထဲမှာကျွန်တော်တို့ကမိတ်ဒီဟိုအနေနဲ့ပါဝင်ကြလိမ့်မယ်ပြိုင်ဘက်အနေနဲ့ပါဝင်ကြလိမ့်မယ်ကျွန်တော်တို့ဒီတော်လှန်ရေးຫນွေဦးတော်လှန်ရေးရဲ့အနှစ်သာရဒီကျွန်တော်တို့အချင်းချင်းကြားထဲမှာပြိုင်ဘက်ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်ပြိုင်ဘက်လည်းဆက်ပြီးတော့ဖြစ်ကောင်းလည်းဖြစ်နေအောင်မယ်ဒါပေမဲ့လို့ကျွန်တော်တို့ပြိုင်ဘက်ကျွန်တော်တို့အချင်းချင်းဒီပြိုင်ဘက်ဖြစ်နေအောင်တော့တစ်ချိန်မှာပြိုင်ဘက်ဖြစ်အောင်မဲ့သူတွေဖြစ်အောင်တော့ကျွန်တော်တို့မှာပုံရန်သူဘယ်သူဆိုတာတတ်မှတ်နိုင်တယ်အဲ့ဒီပုံရန်သူကိုတွန်းလှန်မဲ့နီးလန်းဒီဘယ်လိုဆိုတာကိုတတ်မှတ်နိုင်တယ်အဲ့ဒါဒီအားကောင်းချက်လို့ထင်တယ်ကျွန်တော်တို့အခုဖြစ်နေကြတာဒီမတူတဲ့တသနာအတွေးခေါ်တွေအခြေခံကြောင်းမို့လို့ဖြစ်တာလို့တော့ကျွန်တော်တို့ကမထင်ဘူးကျွန်တော်တို့ချင်းကြားထဲမှာရှိနေတဲ့ဒီနိုင်ငံရေးမစည်းစင်းမှုလို့ပဲထင်တယ်နိုင်ငံရေးအရာဖြည့်ရှင်းနိုင်မယ့်ရန်ရာတွေကျွန်တော်မတိဆောက်နိုင်သေးလို့ပဲထင်တယ်ဆိုတော့တိဆောက်ဖို့အတွက်လည်းခက်လားဆိုတော့ကျွန်တော်မှမခက်ဘူးအရင်အခြေခံတွေကအကြောင်းရင်းတွေကရှိပြီးသားအခြေခံအုတ်မြစ်တွေကရှိပြီးသားအပေါ်မှာဆက်ပြီးတော့တိဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မဟာမိတ်ဆက်ဆံရေးမိတ်ဖက်ဆက်ဆံရေးကိုအားလုံးကောင်းကောင်းတိဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ဖြည့်ရှင်းနိုင်မယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ကိုထင်ကျော်ရေးဒီမှာဟိုပါပေါ့နော်အဲ့တော့ကိုထင်ကျော်ရေးအခုသတင်းစကားပါကျင်တဲ့ဥစ္စာကကျွန်တော်တို့မှာမတူတာတွေဘယ်လောက်ပဲရှိကျွန်တော်တို့ဟာတကယ်တမ်းကြတဲ့အခါကျတော့ကျွန်တော်တို့ဟိုပါပေါ့ကျွန်တော်တို့ရဲ့ focus ပြတ်ဖို့ပေါ့နော်ကျွန်တော်တို့ရဲ့တော်လိုင်းရဲ့ focus ကိုပြတ်ဖို့အဲ့တော်လိုင်းရဲ့ focus ကိုကျွန်တော်တို့ကအားလုံးစုစည်းထားနိုင်တဲ့အနေအထားကျွန်တော်တို့မှာအဲ့အခြေအနေတွေကကျွန်တော်တို့ဒီမှာຫນွေဦးတော်လိုင်းမှာဒါရဲ့အားတာချက်ကကျွန်တော်တို့ရှိနေတယ်အဲ့ဒီအားတာချက်ကိုပို့ပြီးအားကောင်းအောင်ကျွန်တော်တို့စုစည်းညီညွတ်တဲ့ဟာမျိုးရအောင်လုပ်ဖို့ကျွန်တော်လိုအပ်တယ်ပေါ့နော်တစ်ချိန်ကြာလို့ဆိုရှင်တော့ကျွန်တော်တို့ဟာအခြေအနေဒီအာနာရှင်ပြီးသွားတဲ့နောက်ပိုင်းပေါ့နော် after ပေါ့ဒီ after ဟိုဟာပေါ့ဘယ်လိုပြောမလဲဒီ after revolution ပေါ့ဒီအဲ့ဒီအခြေအနေတည့်ရမှာဆိုလို့ဆိုရှင်တော့ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အယူအဆနဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်ပိုင်းဆိုင်ရာအရာကျွန်တော်ဆက်လက်ကျွန်တော်ရက်တည်သွားပြီးတော့ဟိုတိုင်းပြည်ကိုအကောင်းဆုံးအကောင့်ထဲပေါ်ဖို့ပေါ့နော်တရားအရေးကြီးတယ်ပေါ့အဲ့လိုမျိုးကိုပဲကျွန်တော်တို့နောက်ဆုံးကောက်ချက်ချလို့ရပါတယ်ပေါ့နော်အဲ့တော့ဟိုနောက်ဆုံးအနေနဲ့တစ်ခုလေးပဲကျွန်တော်ဟိုဟာဖြစ်ချင်တယ်ဟိုတစ်ခုလေးကျွန်တော်ဟိုဟာပေါ့နော်ဟိုကိုထင်ကျော်ရေးစီကတုံ့ပြန်ချက်လေးတစ်ခုကျွန်တော်လိုချင်တယ်ဗျအဲ့ဒီလိုချင်တာကဘာလဲဆိုတဲ့အခါကျတော့ဟိုတစ်ဖက်နဲ့တစ်ဖက်ပြိပခါတွေဖြစ်လာတဲ့အနေအထားတိုင်းမှာဟိုဖြေရှင်းရမယ်ပြဿနာကိုဖြေရှင်းရမယ်အစားအဲ့ဒီပြဿနာတမှာရံဘက်အသွင်စောင်လာတဲ့စကားတွေပြောတဲ့အတန်တွေတော်တော်ကျဲတာတွေ့ရတယ်အဓိကဘာကိုတွေ့ရလဲဆိုတဲ့အခါကျတော့ဘယ်လိုပြောမလဲဒါဟာ PLA ဆိုတာကသူ့ရဲ့အဲ့ဒီမှာကိုနိုင်ကိုကဒါကဘာလဲဆိုတော့အာနာရှင်ဒါတပါတီအာနာရှင်တိဆောက်ရေးဖြစ်တယ်သူက Federal Democracy တိဆောက်ရေးမဟုတ်ဘူးသူကအဲ့လိုမျိုးအတန်ပြောတဲ့ဟာမျိုးတိုက်ခိုက်တာမျိုးတွေ့ရတယ်နောက်တစ်ဖက်ကကြတော့လေဒါဟာဟို PLA Communist Party ဆိုတာကငကိုအရင်တည်းကဒါရှိထားပြီးသား PLA က Communist Party ရဲ့ဒါဟိုဟာဖြစ်တယ်အမဒီဖြစ်တယ်ထပ်ပြီးတော့ကျွန်တော်တို့ဒါ Communist Party ရဲ့နောက်ထပ်တပ်ဖွဲ့တစ်ခုဖြစ်တယ်အဲ့တော့ဒီနယ်မြေက Communist Party ရဲ့တပ်ဖွဲ့ဟို Communist Party ရဲ့နယ်မြေဖြစ်တယ်အဲ့ဒီတော့ကြောင့်မလို့ NUG ရဲ့တပ်တွေကဒီဒေသကတော့မှထွက်သွားတင်တယ်ဆိုတော့ဟာမျိုးပြန်ပြီးတိုက်ခိုက်တာမျိုးတွေအပြန်အလှန်တိုက်ခိုက်ကြတာမျိုးဒီတွေ့ရတယ်အဲ့တော့အဲ့လိုပြဿနာတွေကိုဝါရင့်နိုင်ငံရေးသမားတွေပြီးတော့တချို့သောအတွေ့အကြုံရှိသောနိုင်ငံရေးသမားတွေဖြစ်လင့်ကစားဒီလိုရန်မျိုးကိုပုံမှုပြီးတော့ပေါက်ဖွားစေသောစကားတွေကိုပို့ပြီးရှုပ်ထွေးစေသောစကားတွေပြောတဲ့သူတွေကိုကိုထင်ကျော်ရေးအနေနဲ့ဘယ်လိုတုံ့ပြန်နေလဲခင်ဗျကျွန်တော်စာတစ်ပုဒ်ရေးဘူးတယ်ခေါင်းစဉ်ကရဲဘော်တူပျောက်ဆုံးခြင်းဆိုပြီးတော့ရေးဘူးတယ်ကျွန်တော်တို့ကအခုຫນွေဦးတော်လှန်ရေးမှာခုနကပြောခဲ့သလိုပဲကျွန်တော်တို့ကမိတ်ဆွေများရေးကိုပဲဥတည်ဖို့လိုတယ်ဆိုတော့မိတ်ဆွေများနဲ့တော်လှန်ရေးမှာဆင်နွှဲနိုင်ရင်တော်လှန်ရေးဒီမြန်နဲ့အောင်လိမ့်မယ်ဆိုတော့မိတ်ဆွေများဖို့အတွက်အထူးသဖြင့်အဲ့ဒီမိတ်ဆွေဆိုတာလဲအရန်ကြီးလို့ယူစရာမလိုဘူးကျွန်တော်တို့တော်လှန်ရေးမှာကျွန်တော်တို့နဲ့အတူတူစစ်အာဏာရှင်စနစ်ကိုတိုက်ပါမယ်လို့ပြောတဲ့မိတ်ဆွေလေးကြီးပဲဆိုတော့အဲ့လူတွေအချင်းချင်းကြားထဲမှာကိုတော့အာမှာကိုပို့ပြီးတော့မှအစည်းကက်တဲ့
ပို့ပြီးတော့မှအလုပ်ဖြစ်တဲ့ညီညွတ်ရေးကိုကျွန်တော်ကတိဆောက်ကြရဖို့လိုတယ်ပေါ့နော်ဆိုတော့တော်လိုင်းမှာပါဝင်ကြတဲ့သူတွေဒီဘယ်သူမဆိုတော်လိုင်းရေးရဲ့ဒီအရေးရန်ကိစ္စတွေနဲ့ပတ်သက်လို့ဆွေးနွေးကြတဲ့အခါမှာကျွန်တော်တို့တတိပြုတင်တာဒီကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေဒီမိတ်ဆွေပုံများအောင်လုပ်နေသလားသို့မဟုတ်ရန်သူပုံများအောင်လုပ်နေသလားဆိုတာကိုအာယုံစိုက်တင်တယ်လို့ထင်တယ်တော်လိုင်းရေးအတွက်မိတ်ဆွေများများနဲ့တွားရမယ့်ခရီးတွေကိုတွားနိုင်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ကဒီတော်လိုင်းမှာဘယ်သူကတော့ဘာမို့လို့ဆိုပြီးတော့အချင်းချင်းအပြန်အလှန်ဖယ်ထုတ်တဲ့နီးပေါ့နော်အချင်းချင်းအပြန်အလှန်ဖယ်ထုတ်ဖို့ကြိုးစားတဲ့နီးနဲ့ဒါတော်လိုင်းရေးလောက်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရန်သူများပြီးမိတ်ဆွေနေတဲ့တော်လိုင်းဖြစ်လိမ့်မယ်တော်လိုင်းကပို့ပြီးတော့ဝေးလိမ့်မယ်ဆိုတော့အဲ့တော့ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေပြောနေတဲ့အလုပ်တွေပြောနေတဲ့အပြောတွေဒီတော်လိုင်းရေးအတွက်မိတ်ဆွေများရေးနဲ့ရန်သူနေရေးကိုပဲဥတည်တင်တယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်မလို့တော်လိုင်းရေးမှာစကားတစ်ခွန်းကြောင့်မလို့တော်လိုင်းရေးမှာပါဝင်နေတဲ့ရဲဘော်တစ်ယောက်ကတော်လိုင်းရေးရဲ့အဝေးကိုရောက်သွားသည်ရှိတော့တော်လိုင်းရေးမှာပါဝင်ပြီးအတူတူညီညီညွတ်ညွတ်နဲ့တိုက်နေတဲ့ရဲဘော်တအုပ်ကတခြားအင်အားဘေးကိုဖယ်ထုတ်ခံရသည်ရှိတော့ဘေးရောက်သွားသည်ရှိတော့ကျွန်တော်တို့အတွက်မိတ်ဆွေတယောက်ရော့တာပဲမိတ်ဆွေတအုပ်စုရော့တာပဲအရေးကြီးဆုံးကမိတ်ဆွေဆိုတာထက်အခုကာလအသက်ပေးပြီးတော့တိုက်ရတဲ့ကာလဖြစ်တဲ့အတွက်ရဲဘော်ရဲဘက်တူရော့တာပဲရဲဘော်ရဲဘက်တယောက်ချင်းစီရဲ့တန်ဖိုးတကယ်မြေပြင်မှာလုပ်နေကြတဲ့သူတွေကပို့ပြီးတော့နားလေတယ်ကျွန်တော်တို့မှာရဲဘော်ဆုံးရှုံးဖို့ရဲဘော်တယောက်တောင်ဆုံးရှုံးလို့မရဘူးပေါ့နော်ဆိုတော့ရဲဘော်တိုးရေးမိတ်ဆွေတိုးရေးကိုပဲကျွန်တော်တို့အာရုံစိုက်တင်တယ်ပြဿနာဖြေရှင်းတိုင်းမှာကျွန်တော်တို့မေးတဲ့မေးခွန်းကတော်လိုင်းအတွက်ရဲဘော်ရဲဘက်မိတ်ဆွေတိုးရေးကိုကျွန်တော်တို့လုပ်နေသလားတော်လိုင်းအတွက်ရန်သူတိုးရေးပေါ့နော်တော်လိုင်းဘက်ကမိတ်ဆွေတွေအချင်းချင်းကြားကွဲပြားရေးကိုကျွန်တော်တို့လုပ်နေသလားဆိုတဲ့မေးခွန်းကိုပဲကျွန်တော်တို့မေးတင်တယ်လို့တော့ထင်ပါတယ်ဟုတ်ကဲ့ခင်ဗျကျေးဇူးတင်ပါတယ်ဟိုဟာကျွန်တော်အနေနဲ့ပြောရမယ်ဆိုရှင်တော့ဘယ်လိုပြောမလဲဒါကဟိုရဲဘော်တွေပျောက်ဆုံးတာမဟုတ်ဘဲနဲ့ပြည်သူပါပျောက်ဆုံးသွားတယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျဘယ်လိုပြောမလဲပြည်သူရဲ့ယုံကြည်မှုကိုပါဒီလိုပြောနေတဲ့စကားသံတွေကြောင့်မလို့တော်လိုင်းရေးပေါ်မှာရှိတဲ့ပြည်သူရဲ့ယုံကြည်မှုပြည်သူရဲ့အားထားမှုပြည်သူရဲ့ကိုးစားမှုပြည်သူရဲ့ထောက်ပံ့မှုဒါတွေပါကျွန်တော်ကြာဆင်းသွားစေနိုင်တယ်ပေါ့နော်တော်လိုင်းရေးကိုဖျက်လို့ဖျက်စီးစကားသံများလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးပွဲမှာဆိုလို့ဆိုရှင်ကျွန်တော်တို့ဒီကိုထင်ကျော်ရဲ့ဆွေးနွေးချက်တွေရောကျွန်တော်တို့စဉ်းစားမိသလောက်ဆိုလို့ဆိုရှင်ပေါ့နော်စဉ်းစားမိလောက်ဆိုလို့ဆိုရှင်ကျွန်တော်တို့ဟာဒီမှာဟိုတစ်ချက်ကဘာလဲဆိုတဲ့ခါကျတော့ကိုယ့်ရဲ့ status ကိုယ့်ရဲ့ role အဓိကတော့ဘယ်လိုပြောမလဲတော်လိုင်းမှာပါဝင်နေတဲ့အခန်းကဏ္ဍတွေကိုကျွန်တော်တို့နားလည်ဖို့သိရှိဖို့အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဖို့ယုံကြည်မှုတွေတည်ဆောက်ဖို့ပြီးတော့အဲ့တည်ဆောက်မှုယုံကြည်မှုတွေတည်ဆောက်ဖို့အတွက်ကို mechanism တွေထားရှိဖို့ပြီးတဲ့အခါကျတော့အဲ့ဒီ mechanism တွေကိုလည်းတေးချလဲပတ်နိုင်အောင်စူးစမ်းဖို့ပေါ့နော်ဒါတွေကိုကျွန်တော်တို့လိုအပ်လိမ့်မယ်ပြီးတဲ့အခါကျတော့ NUG မှာလည်းရန်တရားတွေမရှိတာမဟုတ်ဘူးပြီးတဲ့အခါကျတော့ကျွန်တော်တို့တခြားသောဟိုဖြစ်နိုင်တဲ့ဟိုရန်တရားတိဆောက်ဖို့အတွက်ကိုကျွန်တော်ဟိုအချိန်တွေကောင်းတွေကကျွန်တော်တို့မှာရှိထားပြီးသားအဲ့ဒီအချိန်တွေကိုကျွန်တော်တိဆောက်ဖို့ပဲလိုတယ်အဲ့ဒီအချိန်တွေကိုကျွန်တော်ဖန်တီးယူဖို့ပဲလိုတယ်နားလည်မှုတွေတိဆောက်ဖို့ပဲလိုတယ်ပြီးတဲ့အခါကျတော့အဲ့ဒီကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာတိဆောက်ဖို့အခါမှာဆိုလို့ဆိုရင်လည်းဘယ်လိုပုံစံမျိုးနဲ့သွားမလဲဆိုတာကိုစဉ်းစားချက်တွေပေါ့နော်တက်တစ်ခုချင်းစီကကိုယ့်ဘာသာကိုလည်းစဉ်းစားချက်တွေနဲ့ဟိုပါပေါ့နော်ဟိုခိုင်ခိုင်မာမာပို့ပြီးတော့အားကောင်းအောင်ပို့လုပ်ဖို့လိုလိမ့်မယ်ဆိုတာကိုကျွန်တော်တွားတွေ့ရပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျကိုထင်ကျော်ကြီးเนาะကျွန်တော်တို့ဒါအောင်လဲကျွန်တော်တို့ဒါမကြကျွန်တော်တို့စုံပြီးတော့ကျွန်တော်တို့စကားလေးဟိုပြည်သူလူထုကိုကျွန်တော်တို့အကျိုးရှိမဲ့စကားတွေကိုကျွန်တော်တို့မျှဝေကြတာပေါ့ကျေးဇူးပါခင်ဗျ